ကျွန်တော်မြန်မာပြည်မှာဒီလိုကဖျားကြောင်းတပားမှာဖျားကြောင်းတက်ပါတယ်ဖျားကြောင်းတက်တော့လူတယောက်ဆော်လို့တချင်းဆူတာသူဆူတဲ့တချင်းဟာအင်္ဂလိပ်တချင်းဖြစ်တယ်အဲဒီတချင်းဖြစ်တော့အဲဒီတချင်းရဲ့ခေါင်းစဉ်ဟာ I saw Jesus when I prayed last night အဲဆူလိုက်တော့တွားလိုက်ဆူရင်ပြီးတော့နော်အတိတ်ပဲရှင်းပြတယ်ကျွန်မတချင်းဆူမဲ့ခေါင်းစဉ်ကတော့အင်္ဂလိပ်တချင်းဖြစ်ပါတယ်ခေါင်းစဉ်ကတော့ I saw Jesus when I prayed last night ဖြစ်တယ်မြန်မာလူနဲ့တော့ကျွန်မမင်းရဲ့အိမ်မက်ထဲမှာခရစ်တော်ယေရှုမြင်တယ်ဘာသာမပြည့်ရင်ပူကောင်းပါနော်အမေရိကန်မှာတော့ဒါလည်းလုပ်လို့မရဘူးအဲ့ဒါလူတွေဘယ်တော့မှမသိတော့အားရကြတာလေအဲ့ဒါနဲ့ပါစတာတရားဟောတယ်တရားဟောပြီးတာလည်းအဲ့ဒီချင်းကိုသူ request ပြန်လုပ်ချင်တာအဲ့ဒါနဲ့အဲ့ပါစတာလည်းသူမသိဘူးလေမသိတော့အခုတော့ခုညီမလေးဆူသွားတယ်ကျွန်မအိမ်မက်မှာခရစ်တော်ဘုရားမြင်တယ်ဆိုတဲ့ချင်းကိုပြန်ဆူပေးဖို့မိတာလည်းခံပါလေဟုတ်ပြီကျွန်တော်အမျိုးသမီးကကျွန်တော်ကိုဘာပြောဖို့တလဲဆိုတော့ဟာကျွန်တော်အဲ့တဲ့ပါလို့ခေါ်တာမဟုတ်ဘူးပြန်လို့ခေါ်တာလေကျွန်မလေးကိုပြန်ကိုအယားချစ်တယ်ဘာဖြစ်လို့ချစ်တယ်လဲလို့ကျွန်တော်မေးတာမသိဘူးလေမသိဘူးအယားချစ်တာပဲတဲ့အဲ့ဒါနဲ့တနည်းကြတော့ तू ကကျွန်တော်စီကူလာပြီးတော့ဟေးကျွန်မကိုပြန်ကိုချစ်တာအကြောင်းရင်းငါသိပြီငါဘာကြောင့်အယားချစ်တယ်လဲဆိုတာငါသိပြီတဲ့အဲ့ဒါနဲ့ဟိုပြောပါဘာကြောင့်လဲတဲ့ချစ်တာလေကိုပြန်ကလေတရားဟောတဲ့အခါလေကျွန်မအကြောင်းကိုအမဲအမ်းပြောတော့ကြုံရကောင်းလို့ကျွန်တော်ချစ်တယ်ကျွန်မချစ်တယ်အဲ့လိုပြောလိုက်တာအဲ့ဒါကျွန်တော်ဘာတတိယတလဲဆိုဒီအတင်းတော်ကိုလာတိုင်းမှာကျွန်တော်ကအရန်လာချင်တယ်နောက်ပြီးတော့ပြောရတဲ့အတင်းတော်မှာဖျားဟောပြုတ်တာတခြားအတင်းတော်နော်အခုဆိုရင်ကြီးတော်အဖြစ်စကေတော်ကျွန်တော်ကိုဖိတ်တဲ့အတင်းတော်ဆက်တော့ပါရှိတယ်ချက်တော့ပါစီတော့ကျွန်တော်ကဆုတောင်းတယ်တချို့အတင်းတော်ကကျွန်တော်ကမအားဘူးလို့ကျွန်တော်ပြောလိုက်တဲ့အတင်းတော်တွေလည်းရှိတယ်ဒါပေမဲ့ဒီအတင်းတော်အခုဆိုရင်ကျွန်တော်လေးချိန်မှာနော်အတင်းမှာပြောတယ်စဉ်းစားရင်ကျွန်တော်ဒီအတင်းတော်မှာလူကလည်းနည်းတယ်ဘာလို့ကျွန်တော်ပြောတယ်လဲနောက်ပြီးတော့ဘာလို့ဒီအတင်းတော်မှာဒီလိုတဆင်တော်ဝိညာဉ်တော်ဖတ်ပြရတဆင်တော်ဝိညာဉ်တော်ရဲ့နော်လှုပ်ရှားမှုဟာကျွန်တော်ခံစားရတယ်နောက်ဆုံးကျတော့ကျွန်တော်တတိယအော်ဒီမှာလူမျိုးပေါင်းစုံနော်အဲ့လူမျိုးပေါင်းစုံဒါကြောင့်ဒီလူမျိုးပေါင်းစွာအတူတကွစစ်လုံးအကျုံးနဲ့ဖျားကိုချီးမွမ်းတဲ့အခါမှာအများပျော်စရာကောင်းတယ်နော်ဒါကြောင့်ကျွန်တော်ဒီအတင်းတော်မှာတက်စင်တော်ဝိညာဉ်တော်တက်စင်တော်ဝိညာဉ်တော်မိလုံးကျွမ်းတာကိုကျွန်တော်ခံစားတယ်ဒါကြောင့်အဲ့ဒီမိကိုမငင်းစင်နဲ့အဲ့ဒီမိအဘေးချင်းမှာငင်းတယ်ဆိုတာသိတာလူမျိုးရေးနော်နိုင်ငံရေးတွေပေါ်လာတဲ့အခါမှာဒီဝိညာဉ်တော်ဖျားရဲ့မိမလောင်နိုင်ဘူးကျွန်တော်ဘုရားတခင်ကတည်ရွေးရှိရောက်တဲ့အခါမှာအတင်းတော်တပါတကယ်လူမျိုးရေးကိုပင်းချမှာတကယ်အမတမပင်းချတဲ့အတင်းတော်မှာဘုရားကျွန်တော်ကိုသုံးရလုံးသင်ခန်းစာပေးတယ်။အရာမဲ့ပင်းချနဲ့ပင်းချတာတော့ပြောဖို့မကောင်းဘူး။အဲ့ဒါလည်းကျွန်တော်ဆုတောင်းနေဘုရားရှင်ဘုရားကျွန်တော်ဒီမှာ USA မှာနော်မြန်မာပြည်မှာလာတဲ့ယုံကြည်သူတွေစေမှာဘာအကြောင်းဝင်ရမလဲ။ကိုရောဖော်ပြပါဆိုပြီးကျွန်တော်ဆုတောင်းတဲ့အခါမှာဘုရားနောက်ဆုံးဖော်ပြတာအဲ့ဒါဖော်ပြတယ်။ဘုရားဒီကနေ့မြန်မာပြလာတဲ့လူတွေနော်လူမျိုးကြီးနဲ့ပဲလူမျိုးအားပဲကျွန်တော်ကိုကိုကြတယ်ကျွန်တော်တင်းတော်တပါးမှာနော်သူတို့ကဘုရားကိုချီးမွမ်းတယ်ဘုရားကိုချီးမွမ်းတော့ဘာဖြစ်ချင်းဆိုတဲ့လူမျိုးအပေါင်းတို့အားရပါရဆိုကြတယ်ဒါပေမဲ့ဒီလူမျိုးကြီးဟာအမှန်တကယ်ဆိုရင်တရွာထဲလူဒီအဲ့ဒါအတူတကွဘုရားမချီးမွမ်းနိုင်ဘူးကျွန်တော်ဘုရားကြောင့်ဒီအဲ့ရွာရောက်တော့ဘုရားကြောင့်နှစ်ခုရှိတယ်သုံးခုရှိတယ်မိလိုက်တော့အဲ့ဒီရွာလည်းတူတယ်သူကနော်နောက်ပြီးတော့ဘာသာရေးလည်းတူတယ်ကိုင်းကနာလည်းတူတယ်ဘာလို့အတူတကွဘုရားမရှိခူးနိုင်တာလဲနော်လူမျိုးတူတယ်ကွာစကားမတူရင်ကျွန်တော်သဘောပုတ်သဘောနားလည်းပေးနိုင်တယ်ကိုင်းကနာမတူရင်ကျွန်တော်နားလည်းပေးနိုင်တယ်နော်လူမျိုးမတူရင်ကျွန်တော်နားလည်းပြီးနိုင်တယ်ဒါပေမဲ့လူမျိုးလည်းတူတယ်စကားလည်းတူတယ်ယူသားအချင်းချင်းနော်ခရိယာအချင်းချင်းနောက်ပြီးတော့မနေ့ကပြောလို့ချင်းအချင်းချင်းအဲ့ဒါတူတယ်ကွာဘုရားမရှိခုနိုင်ဘူးဒါပေမဲ့သူဘုရားကျောင်းမှာတော့ဒီချင်းမလို့ဆိုတဲ့ worship praise and worship ဦးဆောင်တဲ့ရောလာပြီးတော့ဘာပြောတယ် hey ကျွန်တော်တို့အာရပါရဘုရားကိုချီးမွမ်းရအောင် come on လူမျိုးအပေါ်တော့ဒါနဲ့ဒီလူမျိုးကြတော့လူအချင်းတော့ဘုရားသူတို့ကမချီးမွမ်းနိုင်ဘူးဒါပေမဲ့ပတ်စံနဲ့တော့လူမျိုးအပေါင်းလုပ်တယ်ကျွန်တော်တို့ကိုပြောတာအဲ့ဒီချင်းမဆူနေတော့
ngà thứ rồi ta đâu em rồi bây mà rồi ngà thứ rồi miêu đủ nó ê em là cho cô phải cho message của cha bỏ biệt cho nóជួយ SMS មានមកទៀតទីនោះដែលមកចង់អីចង់ទៅပြောមកចាចង់ប្រយ័ត្នអីសុំទីមកလူမျိုးပေါင်းសុំមកប្រយ័ត្នကျွန်တော်ပို့ဆောင်နေတယ်နော်ဒီကလူမျိုးကြီးပြင်းထန်လို့တော့ប្រយ័ត្นမဟုတ်လို့ပို့ချင်တယ်ဒီမှာကျွန်တော်ခွန်အားရဖို့ခွန်အားယူဖို့ကျွန်တော်ပို့ဆောင်มาဖြစ်တယ်နော်အဲ့ဒါကြောင့်ကျွန်တော်မှာချင်ပါတယ်ဒီပတ်စင်တော်ဝိညာဉ်တော်ဖျားရဲ့လေနော်မငင်းစီဖို့အရာကြီးကြီးတယ်ဒါကြောင့်နိုင်ငံကြီးတွေလူမျိုးကြီးတွေလုတ်ချင်အတင်းတော်အပင်ဖက်မှာလုတ်ကြပါဖျားเจ้าမှာဘုရားကျောင်းမှာချက်ချမှာတော့မလုပ်ကြပါနဲ့အဲ့ဒီလိုဘုရားကျောင်းမှာလုပ်ရင်ဝိညာဉ်ကြီးကြမှာဘယ်တော့မှကျမ်းမာကြီးရမှာမဟုတ်ဘူးเนาะကျမ်းမာကြီးရမှာမဟုတ်ဘူးဟုတ်ပြီဘုရားလူကိုဖန်ဆင်းတယ်လူကိုဖန်ဆင်းတဲ့အခါမှာခန္ဓာကိုယ်ရှိတယ်เนาะနောက်ပြီးတော့စိတ်ဆိုတာရှိတယ်နောက်ပြီးတော့ဝိညာဉ်သုံးပါကျွန်တော်လူတစ်ယောက်မှာစိတ်ဝိညာဉ်စိတ်ရဲ့ရှိတယ်ခန္ဓာကိုယ်ရှိတယ်လို့ဝိညာဉ်လည်းရှိတယ်အဲ့ဒီသုံးပါးစလုံးကျမ်းမာဖို့ကအရင်အရင်ကြီးတယ်ဟိုတခေါက်ကျွန်တော်လာတော့ကကျွန်တော်ရဲ့ message ကိုကျွန်တော်ဆက်ပြီးတော့ဒီနေ့ဝင်ဟာချင်ပါတယ်ရှင်မကိုအခါခရီးဝင်အခါကြီးကအငယ်တရားနေ50ထိကျွန်တော်ကိုမဖတ်တော့ပါဘူးနည်းနည်းအရင်ကြီးတဲ့အချက်တွေပဲကျွန်တော်ဖတ်သွားပါမယ်ဒီမှာဘယ်သူအကြောင်းတွေ့ရတယ်လဲဆိုရင်နတ်ဆူဆွဲတဲ့လူတွေရဲ့အကြောင်းကိုကျွန်တော်တို့တွေ့နိုင်ပါတယ်။အဲ့ဒီနတ်ဆူဆွဲတဲ့လူဟာနော်စိတ်မပုံပါဘူး။နောက်ပြီးတော့ခန္ဓာကိုယ်လည်းနေမကောင်းဘူး။နောက်ပြီးတော့သူဝိညာဉ်လည်းပြားတယ်။ကျွန်တော်ကျမ်းစာဖတ်တဲ့အခါမှာကြည့်သူကျမ်းစာဖတ်တဲ့အခါမှာဒီလူဟာနိညမပြတ်တင်းတိုင်းပြင်းလိုက်လကောတောင်းပေါ်နဲ့လကောဟစ်အော်လျက်ကြောက်ဆောင်နဲ့ကိုရှာလီလက်နေတတ်ပြီတဲ့ဆိုလိုတာသူကစိတ်မပုံမှန်ဘူးနော်စိတ်မပုံမှန်ဘူးနောက်ပြီးတော့သူခန္ဓာကိုယ်ကလည်းမကျန်းမာဘူးခန္ဓာကိုယ်ကြည့်တဲ့အခါမှာနော်ဒီမှာတွေးကြည့်နေနောက်ပြီးတော့နတ်ဆူဆွဲတယ်လူတချို့ကခန္ဓာကိုယ်တော့ကျန်းမာပါတယ်ဒါပေမဲ့စိတ်မကျန်းမာတဲ့လူအများကြီးရှိတယ်လူတချို့ကခန္ဓာကိုယ်ကျန်းမာပြီးမဲ့ဝိညာဉ်မကျန်းမာတဲ့လူအများကြီးရှိတယ်။နောက်ပြီးတော့လူတချို့ဝိညာဉ်ကျန်းမာပြီးမဲ့ခန္ဓာကိုယ်မကျန်းမာတဲ့လူလည်းရှိတယ်။ဒါကြောင့်ဘုရားသခင်ကဒီသုံးပါးစလုံးကျန်းမာဖို့ကဘုရားသခင်ရဲ့အလိုတော်ဖြစ်တယ်။ဒီခန္ဓာကိုယ်မရလည်းပြောပြီးဒီခန္ဓာကိုယ်ကျန်းမာဖို့ရအတွက်ကျွန်တော်တို့သမင်းစားပြရတယ်။ဒီဝိညာဉ်ကျန်းမာဖို့ရအတွက်လည်းကျွန်တော်ဝိညာဉ်အစာစားပြရတယ်။ဒီစိတ်ကျန်းမာဖို့ရအတွက်စိတ်ပိုင်းဆိုင်ရာကျန်းမာဖို့ရကျွန်တော်စိုက်ကိုကျန်းမာဖို့ရအတွက်လည်းကျွန်တော်တို့စိုက်ကိုသမင်းစားပြရတယ်ဆိုတော့ကျွန်တော်မရကြည့်ပြီးပြီ။ဒီမှာကြည့်တဲ့အခါမှာကြည့်လူရင်းကဘာပေါ်မှာလူရကုကုတတ်ပြကြတယ်။မြန်မာပြည်လာတဲ့လူတော်တော်တခြားလူမျိုးတော့ကျွန်တော်တူတည်တာ research မလုပ်ဖြစ်သေးဘူးကျွန်တော်တို့ချင်းလူမျိုးတွေချင်းလူမျိုးတွေလူငယ်တွေနော်2010နဲ့2015အထိလူငယ်အသက်20နှစ်အောက်လူငယ်ပိုင်းကုကုတက်တည်တယ်လို့အဲ့နားနဲ့အတော်ပြီးမှာပြီးခဲ့တဲ့ပိုင်ရမယ်ဆိုတော့16လောက်ရှိဒီလူရဘာလို့တက်တည်ကြတာလဲခန္ဓာကိုယ်ကနေမကောင်းဘူးလားကောင်းတယ်နော်ဒီလူရပါပြီခရိယာဟုတ်လားဟုတ်တယ်သူတို့ကတည်းချင်းရတဲ့လူတွေကြီးပဲဘာဖြစ်လို့လဲသူကစိတ်မကောင်းဘူးစိတ်ပိုက်ဆရာနေမကောင်းဘူးနော်ခန္ဓာကိုယ်နေမကောင်းလို့ကိုယ်တက်တည်တယ်လို့ကျွန်တော်မကြောက်ဘူးပါဘူးနောက်ပြီးတော့ဝိညာဉ်နေမကောင်းလို့နော်ငါရဲတော့မှကြောက်လို့ဆိုပြီးတော့ကိုယ်တက်တည်တယ်လို့လည်းကျွန်တော်မကြောက်ဘူးနော်စိတ်ပြက်လို့စိတ်နစ်လို့နော်စိတ်ဖြစ်ရှိမှုမခံရလို့လူရတက်တည်ကြတယ်နော်ပြီးခဲ့တဲ့ပတ်မှာလည်းကျွန်တော်တို့အတန်ဒါမနော်သူမီယောရမနီလာသူအဖြစ်ရှင်ပါစတာလေးနော် PhD တကားလေးသူ့သားလေးကကိုတက်တယ်ဒါကြောင့်ကျွန်တော်ပြောချင်တာကျွန်တော်တို့ဒီစိတ်ကြမ်းမှာဖို့အများကြီးအရေးကြီးတယ်ဘုရားသခင်အလိုတော်ဟာကျွန်တော်ခန္ဓာကိုယ်ရောစိတ်ရောဝိညာဉ်ရောကြမ်းမှာဖို့ဘုရားအလိုတော်ရှိတယ်ဟုတ်ပြီဒီလိုကြည့်ရအောင်ဒီလိုကသုံးပါးစလုံးမကြမ်းပါဘူးနော်ခုနခန္ဓာကိုယ်လည်းသူကစိတ်မပုံမှန်တော့ကိုယ်ခန္ဓာကိုယ်ပျက်စီးအောင်တော့လုပ်နေတယ်တွေးနေလည်းပဲနောက်ပြီးတော့သူကပုံမှန်စိတ်မမှန်တော့ဘာဖြစ်လဲအေးမဝတ်ဘူးတင်းတဲ့ကောင်မှထိုင်နေတယ်နတ်ဆူဆွဲတယ်အဲ့ဒီလူက
တနည်းကြတော့ခရစ်တော်ဖခင်နဲ့တွေ့တယ်ခရစ်တော်ဖခင်နဲ့တွေ့တယ်ခရစ်တော်ဖခင်နဲ့တွေ့တဲ့အခါမှာကျမ်းစာပဲခရစ်တော်ဖခင်နဲ့တွေ့တဲ့အခါမှာဒီလိုကခရစ်တော်ဖခင်သူ့ကိုကျမ်းမာခြင်းပေးတယ်နော်ခရစ်တော်ယေရှုဖခင်နဲ့တွေ့တဲ့အခါမှာနတ်အခန်းငယ်15မှာနတ်ဆုဆွဲတော်သူတွေအဝတ်ကိုဝယ်ရပကတိစစ်နဲ့ခိုင်နေဒီကိုမြင်ရပကတိစစ်အဲ့တော့စစ်ပုံမှန်တော့တာခရစ်တော်ယေရှုဖခင်နဲ့တွေ့တဲ့အခါမှာသူစိတ်ရောပကတိဖြစ်တယ်နောက်ပြီးတော့ခန္ဓာကိုယ်လည်းကျမ်းမာတယ်နောက်ပြီးတော့သူဝိညာဉ်လည်းကျမ်းမာတယ်ဒါကြောင့်ကျွန်တော်ခရစ်တော်ဘုရားနဲ့တကယ်တွေ့တယ်ဆိုလို့ဆိုရင်ကျမ်းမာခြင်းကိုခံစားရမှာနော်ခန္ဓာကိုယ်လည်းကျမ်းမာခြင်းကိုခံရမှာဝိညာဉ်ကျမ်းမာခြင်းလည်းခံရမှာဒီစိတ်ဖြစ်စီမှုဆိုတာလည်းကျွန်တော်ခရစ်တော်ယေရှုဘုရားကျမ်းမာခြင်းပြီးမှာဒါကြောင့်ယုံကြည်သူတရားအဝင်နဲ့အခုယုံကြည်သူတွေကခန္ဓာကိုယ်ကျမ်းမာခန္ဓာကိုယ်ပြခြင်းနောက်ပြီးတော့စိတ်ဝိညာဉ်ပြခြင်းတဲ့မြောက်တော့အမေရိကန်မှာရောက်တဲ့လူကဘာခံစားကြလဲနော်စိတ်ဖြစ်စီမှုနော်ဒါရီယာစိတ်ဖြစ်စီမှုဒါရီယာစာတန်စီရနေလာတာနော်အဲ့ဒါကြောင့်ဒါရီယာခရစ်တော်အားဒါရီယာကျွန်တော်တို့ခရစ်တော်ရဲ့နာမနဲ့ဒါရီကိုကျွန်တော်ကြော်လို့ဖို့ဖျားလို့တော့ရှိတယ်နော်ငါအရင်ပဲစိတ်ပြက်တယ်နော်ငါတော့ဒီလိုစိတ်ပြက်ယောဂါဟောမှာဆိုရင်နော်ဒါကြောင့်ကျွန်တော်တို့ဖျားနဲ့တကယ်တွေ့တဲ့လူကကျမ်းမာခြင်းရမယ်နော်ခန္ဓာကိုယ်လည်းကျမ်းမာခြင်းရမယ်နောက်ပြီးတော့စိတ်လည်းကျမ်းမာခြင်းရမယ်နောက်ပြီးတော့ဝိညာဉ်လည်းကျမ်းမာခြင်းရမှာဒါကြောင့်ကျွန်တော်စဉ်းစားဖို့လိုတယ်ကျွန်တော်ဘုရားကြောင့်တက်တဲ့အခါမှာငါတို့ဘုရားနဲ့တကယ်ချစ်တွေ့ဖို့ရှိကြလားငါတို့ဆုတောင်းတဲ့အခါမှာငါတို့ခရစ်တော်ဘုရားနဲ့တကယ်ချစ်တွေ့ဖို့ရှိကြလားခရစ်တော်ဘုရားနဲ့တွေ့ပြီးတော့ကျမ်းမာခြင်းမရတဲ့လူကတော့တော်တော်ကန်ဆူတဲ့လူတွေဖြစ်တယ်ဒါကြောင့်ကျွန်တော်ဘုရားကြောင့်တက်တဲ့အခါမှာလေဘုရားကြောင့်အဝင်နဲ့အထွက်အပြုစီရဘူးကျွန်တော်ဘုရားကြောင့်ဝင်လေဘုရားကြောင့်ဝင်တဲ့အခါမှာဝင်လေးနဲ့စိတ်ဖြစ်ရှင်မှုနဲ့လာတယ်နောက်ပြီးတော့ဆောလောဒီချင်းဆူရာနာထောင်းတယ်အာရခုနာရမယ်အစာနောက်ပြီးတော့ပူစစ်ဆူလာတယ်နော်ဒီအလားပြတဲ့ချင်းဆူရာနော်ဝိပါမှုပေါ်လာတယ်နောက်ပြီးတော့တရားဟောဆရာတရားဟောတာနားထောင်တော့ခုနာရမယ်အစာနော်စိတ်တက်တယ်အဲ့တော့အဝင်တဲ့အထက်မှာပူလို့စိတ်ပြတ်တဲ့ခိရတယ်အများကြီးရှိတယ်လေဒါကြောင့်ဒီလိုမျိုးကျွန်တော်ဘုရားရှိခိုးတာနော်ကျွန်တော်အများအားပြောတယ်ဒီလိုမျိုးရှိခိုးတာလေအဲ့ဒါဓာတ်စီနဲ့မျိုးဆရာကောင်းတယ်နော်အိမ်မှာဒီအစ်စစ်ပို့နေတာဘုံကောင်းမလားနော်ဘုရားကျောင်းလာတယ်ကျွန်တော်အများကြီးတွေ့တယ်ဘုရားကျောင်းလာတယ်ဘုရားကျောင်းထပ်တယ်ဟဲ့အဆရာတရားဟောတဲ့ဆရာကအတင်းပြောနောက်ပြီးတော့music တမားတွေကိုအတင်းပြတော့ music ကမကောင်းဘူးကွာမင်းဘယ်ပြင်းထားဘူးတဲ့နောက်ပြီးခလေးတွေနော်စနစ်စကူခလေးတွေတချင်းဆိုလေနည်းနည်းမပမာလာတွေ့တော့ဟာရှာမတယ်အပြင်းထားဘူးနော်အတင်းပြလို့ထွက်လာတယ်ဘုရားကြောင့်အဝင်နဲ့အထွက်ပူဆူလာတယ်အမှန်ဆိုခရစ်တော်ဘုရားနဲ့တကယ်တွေ့တဲ့လူကတော့အထွက်နဲ့အဝင်နဲ့အထွက်ကမတူရဘူးနော်ဒီလူကခရစ်တော်ဘုရားမတွေ့ခင်မှာသူကတော့ထိုင်တဲ့နေရာလည်းမမှန်ဘူးတိုင်းတိုင်းပုံမှာထိုင်တယ်ခန္ဓာကိုယ်လည်းမမှန်ဘူးအင်းကြီးမပါဘူးစိတ်မမှန်ဘူးဒါပေမဲ့ခရစ်တော်ဘုရားနဲ့တွေ့တဲ့အခါမှာသုံးပါစလုံးခရစ်တော်ဘုရားကျမ်းမှာချင်းပြည့်တယ်သုံးပါစလုံးကျမ်းမှာချင်းပြည့်တယ်နူနာဆွေတော့သူဆေရောက်ခရစ်တော်ဘုရားကျမ်းမှာချင်းဆေရောက်စလုံးပြီးပါတယ်ဒါပေမဲ့ဆေရောက်ထဲကနေ9ရောက်ခန္ဓာကိုယ်ကျမ်းမှာချင်းနေရတယ်အဲ့ဒီ9ရောက်ထဲကနေတယောက်ပဲစိတ်ခန္ဓာကိုဝိညာဉ်ကျမ်းမာခြင်းရတယ်နော်ဆေးရစလို့ခရစ်တော်ဘုရားကျမ်းမာခြင်းပေးတယ်လေအဲ့ဒီပထမပေးတဲ့ကျမ်းမာခြင်းကပါလေခန္ဓာကိုကျမ်းမာခြင်းသူနူနာလည်းအကုန်ပြောက်တယ်ဒါပေမဲ့အဲ့ဒီဆေးရောက်တဲ့ကနေတယောက်ကတော့ခရစ်တော်ယေရှုဘုရားရှိမှပြန်လာတယ်ပြန်လာတဲ့မှာခရစ်တော်ယေရှုဘုရားရှိမှကိုရောဂျီယူတီနာဂျီယူတီလိုက်တာကိုရောဘုရားဂျီယူတီနေဆိုတော့ခရစ်တော်ဘုရားရဲ့စီမောမှာဒုထုတ်ပြီးခရစ်တော်ယေရှုဘုရားနဲ့ပြန်တွေ့တဲ့အခါမှာပဲခရစ်တော်ယေရှုဘုရားနောက်ထပ်တိကျမ်းမှာတိယုံချင်းကြောင့်ပြင်ကျမ်းမှာချင်းရပြီးဒုတိယကျမ်းမှာချင်းပြန်ပြီးတယ်အဲ့ဒီဒုတိယကျမ်းမှာချင်းဟာအရင်ပထမကျမ်းမှာချင်းပြီးတာလည်းမတူဘူးဒုတိယကျမ်းမှာချင်းကကျွန်တော်တို့စကလုံး Greek စကလုံးဒီတခြားစကလုံးတွေကျွန်တော်လေ့လာတဲ့အခါမှာအဲ့ဒါစိတ်ရောဝိညာဉ်ရောခန္ဓာကိုယ်ရောကျမ်းမှာချင်းဖြစ်တယ်ဒါကြောင့်ဒီနေ့အမေရိကန်မှာကျွန်တော်တို့စိတ်ဖြစ်စီမှုအများကြီးခံရတယ်နော်ကျွန်တော်တို့အမေရိကန်မှာနေတော့အမေရိကန်မှာနော်ကျွန်တော်တို့မြန်မာပြည်မှာနေတဲ့လူတွေထက်မြန်မာပြည်မှာနေတဲ့မိသားစုတွေထက်ကျွန်တော်တို့ငွေကြီးမှာပိုဆင်ပြီးတယ်စီးပွားရေးမှာပိုဆင်ပြီးတယ်ပညာရေးမှာလည်းပိုဆင်ပြီးတယ်
ကားရဲ့အိမ်တွေမှာလည်းပိုးစီတယ်ဒါမှတကယ်ကျွန်တော်တို့ USA မှာမြန်မာပြည်ကနေလာတဲ့ USA မှာရှိတဲ့လူတွေကျွန်တော်တို့ပြက်တလာတဲ့မြန်မာပြည်မှာနော်သမင်းတို့ဝတ်အောင်စားနေတဲ့မိသားစုကားမရှိနေတဲ့မိသားစုဒီနေ့ကျွန်တော်တို့နိုင်ရှင်ကြည့်ရင်ငါတို့ပြက်တလာပူများတယ်နော်ငါတို့စစ်ပြည်စည်းမပူများတယ်နော်သူကပူပြီးတော့စစ်ချမ်းသာတယ်သူတို့ပူမြန်မာပြည်လူတွေပူပြီးတော့စစ်ချမ်းသာတယ်ဒါတော့ဒီစစ်ပြည်စည်းမှုတွေကဖျားလူတော်မဟုတ်ဘူးကြည်ရောခံစားနေတယ်စစ်ဖြစ်ရှိများနေတယ်အဲ့ဒါစစ်မှန်တော့ကြည်ရောစစ်မှန်တော့ကောင်းခြင်းတွေကမဖြစ်နိုင်ဘူးဒါကြောင့်ဒီနေ့ဒီလိုဟာခရစ်တော်ယေရှုဖခင်နဲ့တွေ့တဲ့အခါမှာဒီသုံးပါးစုံကျမ်းမှာရှင်းရတယ်ဒါနဲ့စက်ကြည့်အောင်နော်သူခရစ်တော်နဲ့တွေ့တယ်ခရစ်တော်ကျမ်းမှာရှင်းပေးတယ်အမှဆိုရင်သူကဆက်ကလာပြီပေါ့ဟုတ်ပြီငါခန္ဓာကိုယ်နဲ့ကျမ်းမှာပြီစိတ်လည်းပါဠိဖြစ်သွားပြီနောက်ပြီးတော့ဝိညာဉ်လည်းကျမ်းမှာသွားပြီကဲတချရပြီအဲ့ဒါနဲ့ဒီဝါလူရပါလို့တယ်ခဏလေးတော့ကြည့်ပါဒီဝါလူတွေကအဲ့ဒီအကြောင်းခရစ်တော်သူ့ကိုကျမ်းမှာချင်းပြီးတော့ဘာဖြစ်တာလဲအဲ့ဒီသူ့အထဲမှာနတ်တွေကိုအကုန်ထွက်ပြီးတော့အဲ့ဒီနတ်တွေကဘယ်သူ့ထဲမှာဝင်တယ်ဆိုဝတ်ကောင်တွေထဲမှာဝင်တယ်ဝတ်ကောင်နှစ်ထောင်ကျော်ဒီထဲမှာနတ်ဝင်တယ်အဲ့ဒီဝင်တဲ့အခါမှာဝတ်ကောင်ရဘလို့ဖြစ်တယ်ဝတ်ကောင်ရအကုန်ပြင်းလေထဲကိုခုန်ချက်ပလိုက်အဲ့ဒီခုန်ချက်တဲ့အကြောင်းနော်ဒီမှာဖတ်နေသူခုန်ချက်တာကိုသူတို့တီးတဲ့အခါမှာတဲ့သူအကြောင်းဝတ်ကြောင်းတော်သူတို့ဒီပြီးနော်နောက်ပြီးတော့မြို့ရွာတို့၌တိကျပြောင်းနေလူများတို့ဒီသူအမှုအရာကိုကြည့်ရှုအပ်တော့ငါထွက်သွားကြ၏တဲ့သူအမှုအရာကိုတဲ့ကြည့်ပါဒီမှာအဖြစ်ပြက်နှမျိုးရှိတယ်ဒီမှာခရစ်တော်ယေရှုဖခင်အားစိတ်ယောကူယောဝိညာဉ်ယောညီမကောင်းတဲ့လူကိုကျမ်းမှာချင်းပြီးတယ်ခရစ်တော်နဲ့တွေ့နေတယ်သူကတော့ဘာဖြစ်တယ်လဲဒီမှာတရင်ကောင်းဒါပေမဲ့ဒီဘက်မှာဘာဖြစ်ပြနေတယ်လဲတည်ဆိုဒီဘက်မှာတော့ဝတ်အကောင်နှစ်ထောင်ကျော်ဟိုကနတ်ဘူဒီထဲနဲ့ဒီဝတ်ကောင်ထဲဝင်တော့ဘာဖြစ်တယ်လဲသူကပြည်လေထဲကိုခုန်ချတာအဖြစ်အပျက်နှမျိုးအဲ့ဒီအကြောင်းကိုယူအားလူတွေကတိတယ်တဲ့အခါမှာသူအမှုအရာကိုကြည့်ဖို့လာတယ်ဘာအမှုအရာလဲဒီကခရစ်တော်ယေရှုဖခင်ပြုတဲ့အမှုအရာကိုကြည့်ဖို့မလာဘူးဘာလို့ဖို့လာလဲဝတ်ကောင်ပြည်လေထဲခုန်ချတာကိုအော်လို့ကြည့်ဖို့လာတော့မဟုတ်လားဒီလူတရားဝတ်ကောင်နဲ့ထောင်ကူနှမြောက်တယ်ဒီကဝိညာဉ်လူတရားရဲ့ဝိညာဉ်ထဲဝတ်ကောင်အတက်မဲ့ဝတ်ကောင်တရိษံဝတ်ကောင်နှစ်ထောင်ကျော်ကိုသူအရေးကြီးတယ်ဘူးပြီးတော့ဂရုစိုက်တယ်ဘူးပြီးတော့ဂရုစိုက်တယ်ကျမ်းစာပြောတာလေဒီလူတယောက်ကဘယ်လောက်ထိလူတယောက်ရဲ့ဝိညာဉ်နာတန်ဖို့ရှိကြလဲလူတယောက်ကကဘာမှာရှိတဲ့ပစ္စည်းကဘာပေါ်မှာရှိတဲ့အရာအားလုံးကိုပိုင်ဆိုင်ရင်တော့မှသူ့ဝိညာဉ်ဆုံးသွားတယ်တဲ့ဘာဖြစ်တာလဲဒါတွေကအချင်းကြီးပဲဒါကြောင့်ကျွန်တော်တို့တခါတလေကျွန်တော်တို့ကလေးဝိညာဉ်နေချက်ကျွန်တော်တို့စိတ်ဖွယ်ပုံလို့ကလေးစိုက်တယ်နောက်ပြီးတော့လူတချို့ကတော့လူကြီးရဲ့ဝိညာဉ်ကိုပဲကလေးစိုက်ပြီးတော့ကလေးရဲ့ဝိညာဉ်ကိုကလေးစိုက်ဘူးနောက်ပြီးတော့လူတချို့ကတော့ပညာရှိတဲ့လူဒီရဲ့ဝိညာဉ်တတိပိဆန်ရှိတဲ့စိတ်ဖွယ်တမန်လည်းအရှင်ပြီးတဲ့လူရဲ့ဝိညာဉ်ကိုပဲကလေးစိုက်ပြီးတော့နော်ဒီမှာဘာမှမဟုတ်တဲ့တော်စားတွေဘာမှမဟုတ်တဲ့ homeless တွေဘာမှမဟုတ်တဲ့ဒီလီလက်ဆူဆွဲတဲ့လူတွေရဲ့ဝိညာဉ်တွေဘယ်သူမှမလုပ်ဆိုင်ဘူးဒါပေမဲ့ဖယားတော့ဒီဝတ်ကောင်နှစ်ထောင်ထက်ဒီမှာလက်ဆူဆွဲတဲ့လူတယောက်ဝိညာဉ်ကိုခရစ်တော်ယေရှုဖယားတွေ့ဘူးပြီးတော့အရေးကြီးတယ်ဘူးပြီးတော့အရေးကြီးတယ်ဒါကြောင့်ကျွန်တော်တို့အသက်တာမှာကျွန်တော်အမေရိကန်မှာရောက်တဲ့အခါမှာလူတိုင်းကျွန်တော်ဘီကြီးကြတယ်ဘီကြီးကျွန်တော်တို့သားသမီးတွေထက်ကျွန်တော်တို့သားသမီးရဲ့ဝိညာဉ်တွေထက်နော်ကျွန်တော်တို့ရဲ့အဆူစီကိုပိုအရေးကြီးတဲ့နေရာမှာထားတတ်ကြတယ်ကျွန်တော်တို့သားသမီးတွေကျွန်တော်တို့အင်ကိုပိုပြီးတော့အရေးကြီးတဲ့နေရာမှာထားတတ်ကြတယ်ကျွန်တော်တို့သားသမီးတွေထက်ကျွန်တော်တို့ဖခင်ကြောင့်အဆောက်အဦတွေကပိုပြီးတော့အရေးကြီးတဲ့နေရာမှာထားတတ်ကြတယ်ဒါတွေကခရစ်တော်ယေရှုပြကျွန်တော်ဒီပုံပင်အားဖြင့်ကျွန်တော်တို့ကိုတုံ့ပြန်ခြင်းတယ်တို့တင်ချင်တာပါလဲဆိုခရစ်တော်ဖခင်အတွက်အရေးကြီးဆုံးမှာပြောက်ဆုံးသောဝိညာဉ်ဖြစ်တယ်
ပြောစွန်တော်ဝိညာဉ်ဖြစ်တယ်အာမင်ပြောစွန်တော်ဝိညာဉ်ဖြစ်တယ်ကြည်လူတွေကဘယ်လောက်ထိရိုက်တယ်လဲဒါဆိုကဲအဲ့ဒါလေအဲ့ဒီလူသူတို့ရွာမှာစိတ်ရောကိုယ်ရောဝိညာဉ်ရောညီမကောင်းတဲ့လူအဲ့ဒါကိုခရစ်တော်ယေရှုဘုရားကျမ်းမှာချင်းပြီးတယ်နော်ကျမ်းမှာချင်းပြီးတော့ကြည်လူတွေကပြောသလားမပြောဘူးလူတွေကခရစ်တော်ဘုရားရှင်မှာကြီးရုပ်တင်စကားပြောသလားမပြောဘူးဘာလို့လဲကျမ်းမှာကြည့်လူတွေကမိမိတို့ปีကထွက်သွားတော်မူမဲ့အကြောင်းတောင်းပါတယ်ခရစ်တော်ယေရှုဘုရားကိုညင်ထုတ်တာကိုခရစ်တော်ယေရှုဘုရားကိုညင်ထုတ်တယ်သူတို့တွေတောင်းလို့ပြီးနေတဲ့ဘုရားလေသူတို့ရွာမှာနတ်ဆူဆွဲတဲ့လူသူတို့ရွာမှာနော်အမဆူသူတို့ဆွေမျိုးတွေဘယ်လောက်ထိစိတ်နာမလဲကြည့်ပါနော်အတော်စဉ်းစားနေတာသူ့မှာအဖေမရှိမှာပဲမိဘရှိမှာပဲလေအိမ်နတ်ဆူဆွဲတဲ့လူကသူ့သားလေးကိုခရစ်တော်ယေရှုဘုရားကျမ်းမှာချင်းပေးတယ်ခန္ဓာကိုယ်ရောစိတ်ရောဝိညာဉ်ရောကျမ်းစာပြောတဲ့ပကတိဖြစ်လာပြီအဝတ်လည်းဝတ်လာပြီထိုက်တက်လာပြီသူ့မိဘဘယ်လောက်ထိဝန်တာမလဲဒါနဲ့သူ့လူလူဝသားရဲ့အဲ့လိုမဟုတ်ဘူးသူကိုကျမ်းမှာချင်းပြီးတဲ့ဘုရားယေရှုဘုရားကိုညင်ထုတ်တယ်ယေရှုဘုရားကိုညင်ထုတ်တယ်ဒါကြောင့်အဲ့ဒီလူမှာခရစ်တော်ယေရှုဘုရားကိုလက်မခံဘူးလက်မခံတဲ့အတော့ကြောင့်အဲ့ဒီယောကခရစ်တော်ယေရှုဘုရားရဲ့ဘုန်းတော်မထင်ရှားနိုင်ဘူးခရစ်တော်ယေရှုဘုရားဘုန်းတော်ထင်ရှားဖို့ရအတွက်ကျွန်တော်လက်ခံဖို့လိုတယ်ကျွန်တော်ယုံကြည်ဖို့လိုတယ်ကျွန်တော်ယုံကြည်ဖို့လိုတယ်မနေ့ကကျွန်တော်ကျွန်တော်ဘယ်သူအိမ်နဲ့မနေ့ကျွန်တော်တို့စတောင်းပြောတဲ့အင်္ဂလိပ်ကီပေါ်အိမ်မှာဒီပါသူ့အတော်တူလို့အဲ့မှာအိမ်မှာလဲကျွန်တော်ဘာပြောတယ်လဲဆိုရင်ကျွန်တော်တို့ယုံကြည်ဖို့လိုတယ်ကျွန်တော်တို့ဆွတ်တောင်းပြီးုံနဲ့မရဘူးနော်သူတို့ကိုယ်ရဲ့ယုံကြည်မှဘုရားဘုန်းတော်ထင်ရှားနိုင်မှာဖြစ်တယ်နော်ယုံကြည်မှသာဘုရားဘုန်းတော်ထင်ရှားမှာဖြစ်တယ်ဟုတ်ပြီဒီလိုဟုတ်ပြီဒီမှာသူကခရစ်တော်ယေရှုဘုရားကိုယုံကြည်လက်ခံနိုင်တယ်ခရစ်တော်ယေရှုဘုရားရှင်မှာဘာပြောတယ်လဲဆိုရင်ကိုတော်နတ်ဆိုဆွိုင်းဖူးတော်သူတွေတဲ့ကိုတော်နဲ့အတူပါရှိနေအကြောင်းတောင်းပန်ရင်ကိုတော်ရဲ့အခွင့်မပေးအဲ့ဒါနဲ့သူကခရစ်တော်ယေရှုဘုရားရှင်မှာသွားတယ်ဟေးခရစ်တော်ယေရှုဘုရားကျွန်တော်ကျမ်းမှာချင်းရပြီနော်ကျွန်တော်အခုကယ်တင်ချင်းရပြီခရစ်တော်ယေရှုဘုရားနောက်ကိုလက်ချင်တယ်ဒါပေမဲ့ခရစ်တော်ယေရှုဘုရားသူ့နောက်ကိုလက်ခွင့်မပေးဘူးသူ့နောက်ကိုလက်ခွင့်မပေးဘူးခရစ်တော်ယေရှုဘုရားဘာပြောတယ်လဲဆိုခရစ်တော်ယေရှုတင်းနေတဲ့ကိုအင်သူဘွာလောတဲ့ထာဝရဘုရားဒီတနာချင်းစိတ်တော်နဲ့အတူအဘယ်များလို့ကြည်ယူပြုတော်မူဒီကိုတင်းနဲ့ဆွေမျိုးတို့အားပြောင်းကျလို့ဘုံမြတ်တော်မူအဲ့ဒီညမှာကျွန်တော်တို့တင်ဖို့လိုတယ်သူကချက်ချင်းကြတဲ့ချင်းရပြီဝမ်းမြောက်ခြင်းသူစိတ်ထဲမှာပြီးတယ်အဲ့ဒီမှာတော့သူချက်ချင်းအင်္ဂါကိုထွက်ခြင်းနဲ့ချက်ချင်းတော့ခရစ်တော်ယေရှုဘုရားခရီးတော်တဲ့နေရာကိုသူနှောက်လိုက်ခြင်းနဲ့ဒါပေမဲ့ခရစ်တော်ယေရှုဘုရားမဟုတ်ဘူးတိမိသားစုဒီကလေးချင်းများဘူးတိရောသူရောသားတွေကလေးချင်းများဘူးခင်ဗျာငါတော့ကိုမလိုက်နဲ့မရခင်ဗျာတွားပြီးတော့သူတို့စီမှာငါရဲ့ကောင်းမြတ်ခြင်းတိပေါ်မှာငါရဲ့ကောင်းမြတ်ခြင်းကိုသူတို့စီမှာတွားတိခံပါတဲ့အဲ့ဒါပထမအဆုံးလို့လုပ်ရမယ်ဟာကျွန်တော်အမေရာပါမိတယ်လေကျွန်တော်မိသားစုကိုမိတယ်ကျွန်တော်ရောသူရောသားတွေကိုမိတယ်ကျွန်တော်တို့ခရိယာကျွန်တော်တို့အတင်းတော်ကိုမိတတ်တယ်ဒါကြောင့်ပထမအဆုံးကျွန်တော်ဟိုတော့လာတော့ပြောရတာလေ Jerusalem mission က Jerusalem mission ရှိတယ်နောက်ပြီး Samaria mission ရှိတယ် Jerusalem တာတနာလို့ပြောတဲ့အခါမှာကိုအင်ဂုမိတာစုကိုရွာကိုအတင်းတော်ကိုပြောချင်တာဖြစ်တယ်အဲ့ဒါညီကောင်းမှအခရကျွန်တော်တို့ခရယာကျွန်တော်တို့အတင်းတော်ညီကောင်းမှဒါကျွန်တော်တို့ဟိုအဝေးကြီး Samaria တာတနာနေပြီးကိုကျွန်တော်တွားရမှာဖြစ်တယ်ဒါကြောင့်ခရစ်တော်ယေရှုကမတွားနဲ့ဦးခင်ဗျာမိသားစုစီမှာတွားလိုက်ပါအခုချိန်မှာလေကျွန်တော်သားသမီးတွေများလည်းအများကြီးပြောပြီးပြီနော်ကျွန်တော်သားသမီးတွေအလိုအဆုံးကျွန်တော်သားသမီးတွေအကြချင်းစွာဘာလဲဆိုရင်မိဘဒီရဲ့ဘုရားအကြောင်းဖြစ်တယ်တချို့မိဘဒီကနော်ကိုအင်္ဂေကိုရဲ့အတင်းတော်မှာတော့တက်တီခံကြတယ်နောက်ပြီးတချို့ပြကောစပယ်ထုတ်တခြားရွာမှာတခြားနေမှာတခြားအတင်းတော်မှာဟဲ့တဲ့ချက်ဆိုတဲ့တရားဟောကြတယ်ဒါပေမဲ့ကိုအင်္ဂါကိုသားသမီးတွေစီမှာတခါမှတက်တီမခံဘူးကြဘူးတက်တင်ခါဘူးဒါကြောင့်ကျွန်တော်သားသမီးတွေပြတ်ကုန်တာဘာလို့လဲကိုမိဘတွေရဲ့ဖခင်အကြောင်းမကြားဘူးဖခင်အကြောင်းမကြားဘူးမနေ့လည်းပြောပြီးအများကြီးပြောပြီးနော်ဇောတာတက်တာဘူးကြည့်ပါဘာလို့သူအသက်ငယ်ငယ်နဲ့အီဂျစ်ပြည်မှာသူဂျုံဘဝနဲ့ရောက်လာတယ်ခရိယန်တရားမှမရှိနေရရောက်လာတယ်ဒါပေမဲ့သူကတည်တဲ့အထိသူ့ဖခင်မမိဘူးသူ့ဘုရားပေါ်မှာသူသစ္စာရှိနေတယ်ဘာဖြစ်လို့လဲသူငယ်ငယ်ကသူ့အဖေဘုရားအကြောင်းကောင်းကောင်းသိလို့လေ
သူစုံစမ်းတော့ချက်ချင်းခံတဲ့အခါမှာသူကပြောတယ်ဟေးငါဒီစုံစမ်းတော့ချက်ချင်းငါမလုပ်ရဘူးငါမလုပ်ရဒီအပင်ငါမလုပ်ရဘူးငါအဖေရဲ့ကူပွေတဲ့ဖယားမကြိုက်ဘူးအဲ့လိုပဲမောဆက်လေတို့အမေကအမေငယ်ကလေးကသူ့ဖယားအကြောင်းတို့အမေကသူ့ဖယားအကြောင်းကိုတို့စမအမေကတက်တက်ခံပြီးတော့ပြောလိုက်တော့ဒီလူငယ်လေးကသူကြီးလာတဲ့အခါမှာခရီးရန်တရားမှမရှိတဲ့တိုင်းပြည်အေးပြီးမှသူကြီးပြနာခဲ့တယ်။တရားကြောင့်တစ်ခါမှမဖြစ်တော့ဘူး။ဒါပေမဲ့မောဆက်ဟာဘုရားအသုံးပြုတဲ့အမတန်မှဘုရားအသုံးပြုတဲ့လူတစ်ယောက်တည်တဲ့ဒီဘုရားပေါ်မှာတစ္ဆာရှိတဲ့လူတစ်ယောက်ဖြစ်လာတယ်နော်အဲ့ဒါလေးဟာသူတို့ဘုရားအကြောင်းကဘုရားနဲ့ကြားတယ်ဘုရားအကြောင်းကလည်းကြားတာမဟုတ်ဘူးနော်ဒါပြမိသားစုအားနဲ့ကြားတာဖြစ်တယ်ဒါကြောင့်ဒီလူကသူ့မိသားစုသူ့ယေရုရှလင်ကျမ်းမှာဒီလိုဘုရားသခင်ကသူ့ယေရုရှလင်ကိုထွက်လိုက်တယ်ခေတ္တယေရှုဘုရားပါဆက်ပြီးတော့ပြောတယ်ဒါနဲ့ဒီလူဟာဘယ်ကိုသွားတယ်လဲဆိုရင်တူရီတဲ့ဘွားယေရှုဒီနော်ဆက်ပြီးတော့အခန်းငယ်20မှာတူရီဘွားယေရှုဒီအပေမြတ်လို့ကြည်ယူပြုတော်မူဒီကိုဒီကိုပလီပီတွေတိကြပြော၍ခပ်တင်တော်တူရီအတော်ချင်းစီတူရွာပြမှာဆိုဒီကိုပလီနော်ဒီကိုပလီတူရွာသူရဲ့ပြည်နယ်ပေါ့နော်အဲ့ဒီကိုပလီမှာရွာပေါင်းဆေရွာရှိတယ်အဲ့ဒီဆေရွာကိုဒီက police လို့ခေါ်တယ်နော်ဒီက police လို့ခေါ်တယ်အဲ့ဒီရွာအမှဆိုတူရွာဖြစ်တယ်အဲ့ဒီ police မှာခရစ်တော်ရှိပါတူကိုလွတ်လိုက်တာကဲခမရနေပြီကိုပြန်မှာအမှဆိုရင်ဒီရွာသူဇေရုဆလင်မှာစမာရိကိုသူတွားချင်တာလေစမာရိမှာတာပြုတ်ချင်တာအဲ့ဒါခရစ်တော်ရှိမဟုတ်ဘူးခမရနေပြီခမရတင်းတော့ခမရရွာဒီက police မှာတွားလိုက်ပါတယ်အဲ့ဒီမှာတွားပြီးတော့သူခရစ်တော်ယေရှုဘုရားအကြောင်းကိုပြောတဲ့အခါမှာလူတွေကအော်ကြတယ်ဟုတ်ပြီနောက်ပြီးတော့သူပြောတယ်ခရစ်တော်ယေရှုဘုရားအဲ့ဒါနဲ့ခရစ်တော်ယေရှုဘုရားအဲ့ဒီရွာနေပြီးသူပြန်ထွက်သွားတယ်နော်ပြန်ထွက်ပြီးတော့အဲ့ဒါအခန်းကြီး9နောက်ပြီးတော့6အခန်းကြီး9စင်မာတဲ့အခန်းကြီး9မှာခရစ်တော်ယေရှုဘုရားအဲ့ဒီရွာမှာပြန်လာတာကိုကျွန်တော်တွေ့နေတယ်ခရစ်တော်ယေရှုဘုရားနော်အခန်းကြီး9အငယ်7မှာတပန်းတဲ့ခရစ်တော်ယေရှုဘုရားဒီတဲ့ကြီးလက်မှာထွက်၍ဒီကောပလီပြည်နယ်တို့နော်ရှောက်သွားတဲ့ပြီဒီကောပလီပြည်နယ်ကိုအခန်းကြီး9မှာရောက်တယ်နောက်ပြီးတော့အခန်းကြီး9မှာဒီနတ်ဆူဆွဲတော်လူကိုကျမ်းမာချင်းပြီးတယ်နတ်ဆူဆွဲတော်သူကိုကျမ်းမာချင်းပြီးမှဒီကောပလီပြည်နယ်မှာသူတရားဟောဖို့လိုက်တယ်နောက်ပြီးတော့သူကတော့တခြားပြည်နယ်ထွက်သွားတယ်ထွက်ပြီးမှအခန်းကြီး9အချင်းအားဖြင့်ပြောမယ်ဆိုတော့ကျမ်းစာမှာမဖော်ပြတနည်းလည်းဖြစ်နိုင်တယ်နောက်ပြီးတော့6လလည်းဖြစ်နိုင်တယ်နော်ဒီအခန်းကြီးခုမှာသူထူပင်းနဲ့ကိုပြန်ရောက်လာတယ်ထူပင်းနဲ့ကိုပြန်ရောက်လာတဲ့အခါမှာဒီကျမ်းစာမှာပြောတယ်လေဆိုထူပင်းနဲ့ပြန်ရောက်လာတဲ့အခါမှာအခန်းကြီးအငယ်1မှာသူအခါစုဝေးတော့သူအလုံးများရဲ့လူအများများနေပြီနောက်ပြီးတော့ဒီအဲ့ဒီလူကဘယ်လောက်ထိများတယ်လဲဆိုအခန်းငယ်9ပါလူလေးထောင်မြတ်လောက်အောင်ရှိတယ်အဲ့ဒီရောအရင်တော့ခရစ်တော်ယေရှုဘုရားမယုံကြည်ဘူးအရင်တော့ခရစ်တော်ယေရှုဘုရားလည်းမခံဘူးခရစ်တော်ယေရှုဘုရားကိုနင်ထုတ်တဲ့သူတွေကိုဒီနတ်ဆူဆွဲတော်သူရဲ့ပြောပြချက်အရာနတ်ဆူဆွဲတော်သူရဲ့တက်တီကချင်းအဖိလူအခုလေးထောင်ခရစ်တော်ယေရှုဘုရားနောက်လိုက်ပြီအာမင်ရှိပါနော်ခရစ်တော်ယေရှုဘုရားနောက်လိုက်လာတယ်အရင်တော့ကတော့ပြောပြသူမရှိလို့လေဒီလူတွေကခရစ်တော်ယေရှုဘုရားကိုနင်ထုတ်နေတယ်ဒါပေမဲ့အခုကျတော့လူကများလူတဲ့တိုင်ကုန်တော့မပြီးတော့ဘူးဒီလူတွေ the same place အဲ့ဒီနေရာကိုဒုတိယပုတ်ပြန်သွားတဲ့အခါမှာတော့လူကလေးထောင်လောက်ရှိတယ်ခရစ်တော်ရှိရမှာပါအဲ့ဒါဘူးကြောင့်လေနတ်ဆူဆွဲတော်သူတယောက်ရဲ့တစ်တိခါချင်းကြောင့်ဖြစ်တယ်နတ်ဆူဆွဲတော်သူတယောက်ရဲ့တစ်တိခါချင်းကြောင့်ဖြစ်တယ်ဒီနေ့အဲ့ဒီနတ်ဆူဆွဲတော်သူဖျားသုံးပြုတ်နေတယ်ဆိုလို့ရှိရင်ခင်ဗျားဘယ်လိုဖြစ်ဖျားသုံးပြုတ်နေလဲအဲ့နတ်ဆူဆွဲတော်သူတယောက်ကြောင့်သူရဲ့တက်တီခံချင်းအပိလူလေးထောင်ကြောင့်ခရစ်တော်ယေရှုဘုရားနောက်လိုက်တယ်ဆိုလို့ရှိရင်ဒီမှာရှိတဲ့ဒီလိုမောင်နှမတို့ခင်ဗျားရဲ့တက်တီခံချင်းကြောင့်ခင်ဗျားသားသမီးတွေပြောင်းလဲနိုင်တယ်ခင်ဗျားရဲ့တက်တီခံချင်းကြောင့်ခင်ဗျားမိသားစုပြောင်းလဲနိုင်တယ်ခင်ဗျားရဲ့တက်တီခံချင်းအပိနော်
အတင်းတော်ကြီးနှုတ်ထားမှုဖြစ်လာတယ်ဒါကြောင့်ခမည်းရဲ့အသက်တာမှာခရစ်တော်ဖခင်ရဲ့ကောင်းမြတ်ခြင်းအဲ့ဒါကိုထိုင်မနေနဲ့အဲ့ဒါကိုပြောပါသူရဲ့စမဝင်လာပါတက်တီခံပါဖခင်ခမည်းကိုအသုံးပြုနေတယ်ဖခင်ခမည်းကိုအသုံးပြုနေတယ်ဒီနတ်ဆူဆွဲတော်သူကိုနော်သူတော်မှအသုံးပြုနိုင်တယ်ဆိုလို့ဆိုရင်ဒီကနေ့ကျွန်တော်ဆန္ဒကိုရှာမှတယ်ခမည်းကိုဘိုးပြီးတော့ဖခင်အသုံးပြုနေတယ်အပြင်းတော်လူကြီးတွေအားပြုခြင်းနဲ့ခမည်းကိုဘိုးပြီးတော့အသုံးပြုနေတယ်မင်းတို့ပမားတွေကျွန်တော်အားပြုခြင်းနဲ့ဖခင်တွေညာခမည်းကိုဘိုးပြီးတော့အသုံးပြုနေတယ်လူငယ်တွေဖခင်အသုံးပြုနေတယ်အမျိုးသမီးအဖွဲ့တွေဖခင်အသုံးပြုနေတယ်ဖခင်အသုံးပြုနေတယ်အဓိကကိုယ်ကစိတ်ကဖူးလို့တယ်စိတ်ကဖူးလို့တယ်ခမည်းအရေးချင်းဘယ်လောက်စစ်လဲဆိုတာတဲ့ခမည်းဘယ်လောက်ထိစိတ်ကတည်းဆိုတာပို့ပြီးတော့အရေးကြီးတယ်ကျွန်တော်အခန်းကြီး30ကိုသွားရအောင်အဲ့ဒီအခန်းကြီး30မှာအဲ့ဒီအခန်းကြီး30မှာနောက်ထပ်ကျွန်တော်လူမကြမ်းပါတဲ့လူကြောက်တွေ့ရတယ်သူကြတော့မြက်ကန်ဖြစ်တယ်ဒီလူကြတော့ခရစ်တော်ယေရှုဖျားတို့ကိုခရစ်တော်ယေရှုဖျားဆိုမှာဖျားနောက်လိုက်ချင်တယ်လို့ပြောတာခရစ်တော်ယေရှုဖျားတို့ကိုချက်ချင်းထောက်လိုက်ခဲ့တယ်သူ့နောက်တော်ကိုလိုက်ခဲ့တယ်ဒါပေမဲ့ခုနအခန်းကြီး6မှာပြောတဲ့ဒီနတ်ဆူဆွဲတော်သူကတော့ခရစ်တော်ယေရှုဖျားနောက်တော်ကိုလိုက်ဖို့သူတောင်းပြီးမယ်ခရစ်တော်ဖျားနောက်လိုက်ခွင့်မပေးဘူးသူ့အိမ်ကိုလွှတ်လိုက်တယ်နော်ဂျေရုဆလင်မှာလွှတ်လိုက်တယ်ဒါပေမဲ့အခန်းကြီး30မှာကြတော့အဲ့ဒီလူကန်းကြတော့ခရစ်တော်ယေရှုဖျားနောက်လိုက်ဖို့တောင်းတဲ့အခါမှာခရစ်တော်ယေရှုဖျားခွင့်ပြုလိုက်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့နားကြည့်ရအောင်။ဒီလိုဟာလူကအခန်းကြီး30ဒီလိုဟာလူကန်းဖြစ်တယ်။လူကန်းတော့ကဒီလိုဟာတော်လေးကိုအမတာမကန်ဆူတဲ့လူအမတာမနော်ကြည့်ပါသူ့တက်တာကိုကြည့်တဲ့အခါမှာအခန်းငယ်46မှာသူကယေရီကိုမြို့သားဖြစ်တယ်ယေရီကိုမြို့ဆိုတာကျွန်တော်တို့အခုခေတ်နဲ့ပြောမယ်ဆိုရင်လူတွေကအထင်သေးတဲ့မြို့ဘယ်သူမှအယုမဆိုင်တဲ့မြို့ဖြစ်တယ်။ဘာဖြစ်လို့ယေရုရှလင်မြို့ရဲ့အကြောင်းကိုကျွန်တော်ကြည့်တဲ့အခါမှာဓမ္မဟောင်းကျမ်းထဲမှာဆိုရင်ဘုရားတတိယကျင့်စေတဲ့မြို့ဖြစ်တယ်။နောက်ပြီးတော့သူတို့ရဲ့တမိုင်းကိုကြုံကြည့်တဲ့အခါမှာယေရုရှလင်ယေရီကိုကလူတွေလေယေရီကိုကလူတွေကသူတို့ယေရုရှလင်ကိုသွားတဲ့အခါမှာလူတွေကသူတို့ယေရီကိုတာမန်တည်ရင်လေလူတွေကအထင်သေးတယ်ဟာဒီလူကယေရီကိုကလူတွေဒီလူတွေကတမယာရွာတွေပဲဒီလူတွေကတကယ်အဆူပိုင်းမှာနာမည်ကြီးတဲ့မြို့ရနေလာတယ်ဆိုပြီးတော့လူတွေကအထင်သေးတယ်ဖြစ်တယ်ဒါကြောင့်ဒီလိုအရာမဲ့အထင်သေးခံရတယ်နောက်ပြီးတော့ဒီလိုကဘာဖြစ်တယ်လဲဆိုဒီလိုကသူမွေးလာတဲ့သူကမျက်စိမမြင်ဘူးတချို့လူကန်းတွေကသူကြီးလာတဲ့အခါမှာမျက်စိကလည်းလူလည်းရှိတယ်ဒါပေမဲ့ဒီလိုကကန်ဆူတာတော့နော်မွေးလာတဲ့သူအလင်းဆိုတာတခါမှမမြင်ဘူးဒါကြောင့်အရာမဲ့ကန်ဆူတာတခြားလူကန်းနေတဲ့ဘူးပြီးတော့သူကကန်ဆူတာပေါ့နောက်ပြီးတော့ဘာဖြစ်တယ်လဲကျန်းစာဘာဖြစ်သူကလမ်းပြီးမှတောင်းစားနေတယ်တောင်းစားရဆိုတော့တောင်းစားလုပ်တာပေါ့သူကလူကန်းတွေကတောင်းစားမဟုတ်ဘူးလေတချို့လူကန်းတွေကတော့ချမ်းသာတဲ့မိသားစုကနေကြီးပြင်းလာတော့တောင်းစားလုပ်ချင်မလို့ဘူးဒါပေမဲ့ဒီလူကြတော့တောင်းစားဖြစ်တယ်တို့ဘဝကိုကျွန်တော်ကြည့်တဲ့အခါမှာကြည့်အမှန်ဆိုကျွန်တော်တို့ဒါအဲ့ဒီဘဝဆိုရင်အဲ့လိုနဲ့ဆိုရင်ဘယ်လိုက set esteem ကိုပေါ့နော်ဒီ set esteem မရှိတော့ဘူးပေါ့နော်ငါတို့ဘာမှမတတ်ဘူးအမှန်ဆိုဒီလိုကသူစိတ်ပိုင်းစရာသူစိတ်ကအယားနေမှာအယားမင်းနော်စိတ်ကြက်မှာငါလူလေကသူများလူမဟုတ်ဘူးငါအင်္ဂလိပ်ကလည်းမတတ်ဘူးငါဒီလိုဖြစ်တယ်အမျိုးဒါမြတ်ဒီလိုအဲ့လိုမဟုတ်ဘူးဒီလိုဘာပြောတယ်လဲဆိုဟုတ်ပြီခရစ်တော်ယေရှုဖျားလာရာကူတူကြားရတဲ့ဘာဖြစ်တယ်သူထိုင်မနေဘူးငါခရစ်တော်ယေရှုဖျားရှိမှတော့မယ်ခရစ်တော်ယေရှုဖျားနဲ့တွေ့ရင်ခရစ်တော်ယေရှုဖျားငါ့ကိုကျမ်းမာခြင်းပြီးနိုင်တယ်ဆိုတာသူတရားမှတရားယုံသွားတယ်အာမင်အဲ့ဒီနေရာမှာကျွန်တော်တင်ခန်းစာယူဖို့လိုတယ်တင်ခန်းစာယူဖို့လိုတယ်တချို့တရားနော်ကျွန်တော်တို့ဒီဘဝဆိုရင်ကျွန်တော်တို့ဘုရားကြောင်းဆောင်နိုင်မယ်မထင်ပါဘူးနော်မရောက်နိုင်ပါဘူးနော်တ
တရောစားလည်းဖြစ်နေတယ်မျက်စိလည်းမမြင်ဘူးနောက်ပြီးတော့ဂျေရီကိုမြုပ်တာလူတွေထင်သေးတယ်မြုပ်ပါလာတယ်ဒါနဲ့ဒီလိုကတော့ငါမရဘူးငါခက်တော်ယေရှုပြနဲ့တွေ့မယ်ချစ်ခက်တော်ယေရှုပြငါကိုကျမ်းမာခြင်းပေးနိုင်တယ်ဆိုပြီးတော့ယုံကြည်ခြင်းနဲ့ထွက်သွားတယ်ကျွန်တော်အဲ့ဒီချိန်မှာတော့သူ့လူကျွန်တော်ကိုအားပေးဖို့လိုတယ်ငါတော့မတက်ဘူးငါတော့ဆင်းရဲတယ်ငါတော့ပြရတယ်အဲ့လိုပြောတာတဲ့ခရစ်တော်ယေရှုပြငါကိုကျမ်းမာခြင်းပေးတယ်ငါခရစ်တော်ယေရှုပြနဲ့တွေ့မယ်ဆိုပြီးတော့ကိုထိုင်တဲ့နေရာမှာငိုးနေတဲ့အစာထပြီးတော့ခရစ်တော်ယေရှုပြနဲ့ကျွန်တော်တွေ့တတ်ဖို့အရေးကြီးတယ်ဒီလိုတွေ့တဲ့အခါမှာသူဘာဖြစ်တယ်ခရစ်တော်ယေရှုပြနဲ့တွေ့တယ်ခရစ်တော်ယေရှုပြနဲ့တွေ့တဲ့အခါမှာသူကျမ်းပိုက်မှာဘာဖြစ်တယ်ခရစ်တော်ယေရှုပြမှာသူဆွတောင်းတယ်ဆွတောင်းတဲ့အခါမှာသူဆွတောင်းတာလေးကိုတော့ကြားရအောင်ခဏကြည့်အောင်ဒါဝိဒ်တော်အကျွန်ုပ်ကိုကယ်မတနာတော်မူပါခရစ်တော်ယေရှုဖခင်ကျွန်တော်ကိုကယ်မတနာတော်မူပါအဲ့လိုကယ်မတနာတော်မူပါလို့ဆွတောင်းတာလေခရစ်တော်ယေရှုဖခင်နှုတ်ကိုလိုက်တဲ့လူတွေကသူ့ကိုဟောက်တယ်သူ့ကိုဆဲတယ်ဟဲ့ကောင်ခရစ်တော်ယေရှုဖခင်စမှာမအော်နဲ့ခရစ်တော်ယေရှုဖခင်စမှာဆုမတောင်းနဲ့နီကအပါဆိုခရစ်တော်ယေရှုဖခင်နှုတ်လိုက်တဲ့လူကတကယ်တော့ဖာရီရှဲတွေနော်ဖာရီရှဲတွေတကယ်ကျင့်တဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်သူတို့ကတော့နော်သူတို့ရဲ့ကောင်းမှုအပိကောင်းကင်နိုင်ငံကိုရောက်ဖို့ကြိုးစားတဲ့လူတွေဖြစ်တယ်ဒီလိုကြတော့နော်အရက်အမတော်ဘူးဒီလိုကြတော့တကယ်ဘုရားကြောင့်လည်းပုံမှန်လာတဲ့လူနောက်ပြီးတော့ကျမ်းစာလည်းပုံမှန်ဖတ်တဲ့လူတွေဖြစ်တယ်ဒါနဲ့ဒီလူတွေကဒီကောင်ကိုမြင်ကြတာဟေး你那些人搞命他，那边你要当上，你要面试那个名目，俺都看到耶稣不要得心的不要不的，俺都看到耶稣不要那么现在，这是说你吧，是不是？都过谁来的？都过不来的。咱们记录啊，讲什么话表嘞？好大的呐！你多那个么在乎？你多那个烧咖的嘞？俺都照片拍的不真的不干，左边变来了没？မပြတ်ပါဘူးဒီလိုကဘာပြောလဲကျမ်းပိုက်မှာနော်ဆက်ပတ်ပါမယ်သူကအခါငယ်40စီမှာဒါဝိဒ်တော်အကျွန်ုပ်ကိုကယ်မတနာတော်မူပါဟုတာအော်လေပထမကောင်းတော့ကခရစ်တော်ယေရှုဖျားအကျွန်ုပ်ကိုကယ်မတနာတော်မူပါဟုတ်ပြီလူပြဟေးနေရငါမပြောနဲ့နေရငါမနှောင်းနဲ့你那么太干部，你要么找不，你要看到别人那那么也保不。他们提罗是个别路，阿姑呢，看到耶稣不要给马的那罗，阿姑说大意我了，看到耶稣不要给马的那罗木吧，大意我嘞。就那提罗啊，看到耶稣不要呢，最不都是个单的嘞，阿那些的啦，阿那些的咩意啦，但就人家出的别。ဒီ Sunday School တော့စက်ကတဲ့လူတို့ကိုအားပေးခြင်းနဲ့နော်ကိုကစက်ကတဲ့အနောက်ရှက်လာမှာခရစ်တော်ယေရှုပြတဲ့တွေ့ဖို့ကျွန်တော်ဘာသာရေးမှာတော့ကျွန်တော်ခြေထောက်လာတော့မယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချတာနဲ့စုံစမ်းတော့ရှက်ချက်အတိုင်းဝိုင်းနေလာတယ်နော်ဘယ်လိုလဲမလဲဟေး你စာလည်းမတတ်ဘူး你အင်္ဂလိပ်စကားလည်းမတတ်ပြန်နဲ့သူကတော့နော်ဒီချင်းနဲ့မစတတ်ပြန်နဲ့စနေကရှာမလည်းလုပ်ချင်သေးတယ်ဟေးသူကတော့စာလည်းမဖတ်တတ်အမျိုးမျိုးပြောလာတယ်ခင်ဗျားတို့ကြားချင်မှကြားမယ်အဲ့ဒီချိန်မှာကျွန်တော်ခွန်အားပေးခြင်းနဲ့တာယူပေါ်ပါခရစ်တော်ယေရှုတာဖျားတာလေးပေါ်မှာအဲ့ဒီချိန်မှာဒါခင်ဗျားတို့ယေရီကိုပြည်ကိုယေရီကိုမြို့ကိုပြန်သွားလိုက်ရင်ခင်ဗျားအောင်မြင်ခြင်းရမှာမဟုတ်ဘူးခင်ဗျားအောင်မြင်ခြင်းရမှာမဟုတ်အဲ့ဒီလိုပဲအတင်းတော်လူကြီးတွေလဲအဲ့ဒီလိုပဲမြို့လူသမားတွေအဲ့ဒီလိုပဲလူငယ်ခေါင်းဆောင်တွေအမျိုးသမီးခေါင်းဆောင်တွေလဲဒီ2016အတွက်ခင်ဗျားစက်ကတဲ့အခါမှာတော့အမျိုးမျိုးစုံစမ်းတော့စစ်ချင်းလာမှာအဲ့ဒီစုံစမ်းတော့စစ်ချင်းရအဝေးကြီးနေမလာတတ်ပါဘူးကိုမိသားစုကိုအတိုင်းအဝဲကိုရဲ့အတင်းတော်ထဲနေလာတတ်တယ်အေးလာတဲ့အချိန်မှာတရိယာပါနောက်မဆုံးနဲ့မငူနဲ့စိတ်နဲ့မဆူနဲ့နောက်မလဲနဲ့ဒူးထုတ်ပြီးတော့ခရစ်တော်ယေရှုဖျားစီပါကိုတော့ဖျားကေမတနာတော်မူပါဆိုပြီးတော့ဘူးအော်ပါနော်ပူကြအောင်အော်ပါအရင်တော့ဆုတော်ဆက်မကခင်တော့တခေါက်ဆုတော်ရင်ဆက်ကပြီးမှစူဆန်းတော့စစ်ချင်လာတဲ့အခါမှာနှခေါက်တောင်းရမယ်အရင်တော့အတင်းတော်လူကြီးမလုပ်ခင်တော့တရက်မှတစ်ခါကျန်းစာဖတ်တာကိုအတင်းတော်လူကြီးလို့ပုစက်တဲ့အချိန်မှာနှခါဖတ်ရမယ်မနေ့အရင်တော့စနေစကူရှာမလို့ဖို့မစက်ကခင်တော့တရက်မှတစ်ခါကျန်းစာဖတ်တာကိုအခုစက်ကပ်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်နှခါဖတ်ထုတ်လို့လေဒါမှ
ကျွန်တော်ဒီဆုံးဆန်းတော့ချက်ချင်းကိုကျွန်တော်ကြော်လွားနိုင်မှာဖြစ်တယ်ကြော်လွားနိုင်မှာဖြစ်တယ်စိတ်မပြတ်ဖို့အရေးကြီးတယ်နော်စိတ်မပြတ်ဖို့အရေးကြီးတယ်အဲ့လိုစိတ်မပြတ်ပဲနဲ့သူကတော့ခရစ်တော်ယေရှုဖျားကျွန်တော်ကိုကယ်ပါဆိုပြီးတော့အော်တဲ့အခါမှာခရစ်တော်ယေရှုဖျားမနေနိုင်ဘူးခရစ်တော်ယေရှုဖျားအမှန်တကယ်ဆိုခရစ်တော်ယေရှုဖျားအဲ့ဒီဂျေရီကိုမြို့ကနေယေရုရှလင်မြို့ကိုခရီးသွားတာဖြစ်တယ်အဲ့ဒီယေရုရှလင်မြို့မှာသူကပွဲသွားတာဖြစ်တယ်အဲ့ဒီပွဲမှာသူဆော့စစ်စစ်ရောက်ရမှာနောက်ပြီးတော့ခရစ်တော်ယေရှုဖျားခရီးသွားတဲ့အခါမှာလေသူရဲ့ရှေ့မှာလူထောင်ပေါင်းများစွာသွားတယ်သူရဲ့နောက်မှာလူထောင်ပေါင်းများစွာသူနှုတ်တော်မူလိုက်တယ်အဲ့ဒီလိုက်တဲ့အချိန်မှာတော့ခရစ်တော်ယေရှုဖျားလွယ်လေးတဲ့ဒီလိုရက်လို့မရဘူးရက်ရင်တော့လူတွေကတွန်းလာတယ်အဲ့လိုဖြစ်တာလေအဲ့ဒီတော့ခရစ်တော်ယေရှုချီချီနဲ့ခရီးသွားတာလေဒါကြောင့်ခရစ်တော်ယေရှုဖျားလွယ်နဲ့မရနိုင်ဘူးကျွန်တော်ထင်တယ်ဂျေရီကိုမြို့မှာတတိယပါစတာရီယာခရစ်တော်ဖျားရဲ့ကျွန်တော်အိမ်မှာခဏလောက်ထားပါအောင်နော်ဇီအီလီဒီပါလေးတောက်ပါအောင်breakfast လေးတေးစားလေးစားပါအောင်ခေါ်ချင်မှခေါ်မှာဒါပေမဲ့ခရစ်တော်ယေရှုမရနိုင်ဘူးလေဟိုမှာဆွဲရောက်ရမှာအချိန်မရဘူးဘုတ်ခရစ်တော်ယေရှုဖျားဒါလည်းခရုမဆိုင်အောင်ဒါပေမဲ့ဟိုမှာဘာမှမဟုတ်တဲ့လူတယောက်မျက်စိမမြင်တဲ့လူတယောက်အပိတာလူတွေအပိတာဆိုပြီးတော့ခေါ်တဲ့လူတယောက်နောက်ပြီးတော့ဟိုမှာပိတ်စာလည်းမရှိဘူးပညာရည်ချင်းလည်းမရှိဘူးဘာမှမတတ်တဲ့လူတယောက်ဟာစိတ်နှလုံးအကျွေးမဲ့ဒူးထောက်ပြီးတော့ခရစ်တော်ယေရှုဖျားကဲမတရတော်ဘုရားလို့အော်တဲ့အခါမှာခရစ်တော်ယေရှုဖျားလမ်းလျှောက်တာမနေနိုင်တော့ဘဲနဲ့ရက်လိုက်တယ်တဲ့ဟာလေလုယာအာမင်ကျွန်တော်တို့ကိုးကွယ်တဲ့ဖျားတွေအပိတာတွေဟာစိတ်နှလုံးအကျွေးနဲ့ဆုတောင်းတဲ့အခါမှာမနေနိုင်တဲ့ဘုရားဖြစ်တယ်။မနေနိုင်တဲ့ဘုရားဖြစ်တယ်။မနေနိုင်တဲ့ဘုရားဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ခရစ်တော်ဘုရားရှင်မှာစိတ်နှလုံးအကျွေးနဲ့ဆုတောင်းကြည့်ကြပါ။ဆုတောင်းကြပါ။ခရအပိပေးကိုပေးတယ်နော်။ရက်ကိုရက်မယ်။ဒါကြောင့်ဒီနေ့မှာခရစ်တော်ယေရှုဘုရားလမ်းလျှောက်တာလေဘာဖြစ်လို့မရက်ဘူးလဲမရက်တာလေတိလားငါတို့ကနှုတ်ပြန်လျှောက်လို့လေငါတို့ကဒုတိယအချိန်အခုပူပြီးတော့မအော်လို့ဘူးလေအိမ်ပြန်တယ်ငါတို့ရွာပြန်တယ်နောက်လဲတယ်ဒါကြောင့်ခရစ်တော်ယေရှုဘုရားမကြားတာဒါကြောင့်ခရစ်တော်ယေရှုဘုရားမရက်တာခရစ်တော်ယေရှုဘုရားရက်လိုက်ပြီးဟုတ်ပြီရက်တာခရစ်တော်ယေရှုဘုရားမှာခိုင်းတယ်ခန်းငယ်30နဲ့59မှာယေရှုရဲ့ရက်တော်မူတဲ့သူတို့ကိုခေါ်ခဲ့ဟုမြတ်တော်မူလေဒါနဲ့အခုတော့ခရစ်တော်ယေရှုဘုရားရှင်မှာသူအဲ့လူကအော်တဲ့အချိန်မှာဟေးဒီနော်texas oneစကားမပြောနဲ့ညမတက်ဘူးညမတော်ဘူးညငါတို့လူမဟုတ်ဘူးဆိုပြီးတော့သူ့ကိုအခုခရစ်စကားဆိုသူ့ကိုစော်ကားတဲ့လူတွေပေါ့သူ့ကိုစော်ကားတဲ့လူတွေကခရစ်တော်ယေရှုဘုရားသူ့ဟေးသူ့ကိုခိုင်းလိုက်သူ့ကိုငါစီကိုခေါ်ခဲ့ဆိုပြီးတော့သူ့ကိုခိုင်းလိုက်ခရစ်တော်ယေရှုဘုရားအဲ့ဒီလူသူ့ကိုဆဲနေတဲ့လူတွေကိုခရစ်တော်ယေရှုဘုရားဟေးသူ့ကိုပြောလိုက်ငါသူ့ရဲ့စကားကိုငါသူ့ရဲ့အော်ဒါငါသူ့ရဲ့ဆုတောင်းတာကိုငါကြားပြီသူ့ကိုပြောလိုက်ရှိအောင်မြေဘူးသူ့ကိုပြောလိုက်ရှိတမကြဘူးဒါနဲ့ဒီလူတွေကပြောလိုက်တယ်ဆိုရင်သူတို့ဘာလို့ဒီလူကန်းကိုခေါ်ရင်မဆိုးရင်နဲ့ထားလို့မဆိုးရင်နဲ့ထားလို့ဘယ်သူကပြောတယ်အခုကသူ့ကိုဆဲနေတဲ့လူတွေကခရစ်တော်ဘုရားသူ့ကိုချင်းမဖို့ရအတွက်သူ့ကိုစော်ကားတဲ့လူသူ့ကိုဆဲတဲ့လူခရစ်တော်ယေရှုဘုရားတော့ပြလိုက်တယ်တော့ပြလိုက်ကျွန်တော်စိတ်ပိုင်းဆိုင်ရာကျမ်းမာခြင်းအကြောင်းအကျွန်တော်တော်တော်လေးကိုကျွန်တော်ကြောင်းပါလဲကျွန်တော်တင်ခဲ့တယ်နောက်ပြီးတော့ကျွန်တော်စိတ်ဝင်လက်စားတယ်နောက်ပြီးတော့ဒီ psychology ပဲလေကျွန်တော်ဒီအထူးသဖြင့်ကျွန်တော်ရဲ့အကြောင်းမှာကျွန်တော်အမေက child psychology ဘာမှလို့ပြောမယ်ဆိုရင်ကလေးစိတ်ပိုင်းဆိုင်ရာပညာပေါ့အဲ့ဒါလေးကိုကျွန်တော်တင်ရတယ်ဘာလို့ကျွန်တော်တင်တယ်လဲဘာလို့ကျွန်တော်အဲ့ဒီကြောင်းကိုကျွန်တော်ဝိညာဉ်ပိုင်းပဲမဟုတ်ဘဲနဲ့ခန္ဓာကိုယ်ပိုင်းပဲမဟုတ်ကျွန်တော်စိတ်ပါကျမ်းမာဖို့ရတဲ့ဘာလို့အရေးကြီးတဲ့အကြောင်းเนาะကျွန်တော်ဘာလို့ဟောနေရတယ်ဆိုရင်ဒီမှာဟောနေတဲ့လူကကျွန်တော်ကမြစ်ပေါ်25လုံးလုံးစိတ်ဝိညာဉ်ခံစားရတဲ့လူဖြစ်တယ်ကျွန်တော်အမှန်ဆိုရင်ကျွန်တော်ကလေအသက်ကျွန်တော်ကူလာလောက်မှာပေါ့နော်အသက်45လောက်မှာကျွန်တော်ကတင်ချင်ရပြီဒါပေမဲ့ကျွန်တော်ကတင်ချင်ရတဲ့နောက်ပိုင်းမှာကျွန်တော်ကစိတ်ဝိညာဉ်ရှိတယ်စိတ်ပြည့်ရောကစိတ်ဝိညာဉ်အဲ့ဒါပြောင်းကိုမပြောင်းနိုင်ဘူးအဲ့ဒီစိတ်ဝိညာဉ်တော့ငယ်တော့ကျွန်တော်ခံစားခဲ့တာ
你帮面说讲检查装的提的是规定装看啥的嘞，对面个库没落来啦，是。မျိုးမျိုးပဲအရာမဲ့ဖြစ်တယ်ဘယ်သူမှမသိဘူးကျွန်တော်ကိုကြည့်လို့လူတွေကနော်ကျမ်းမာတယ်လို့ထင်ကြလားဒါပေမဲ့အပြင်မှာတော့ကျွန်တော်ကျမ်းမာတယ်အထဲမှာမကျမ်းမာဘူးကျွန်တော်အဖို့တော်ဆောင်ပြီးတဲ့နောက်ပိုင်းမှာလည်းအဲ့လိုနော်ကျွန်တော်ပထမဖိလစ်ပင်းနိုင်ငံမှာကျွန်တော်ကျောင်းတက်တုန်းကလူတွေကတော့ကျွန်တော်ကိုကြည့်တယ်ဟာဆရာလာတယ်ဆရာတရားတွေဘာတွေဟောပါဟောတော့တယ်စိတ်ထဲမှာပဲကျွန်တော်ခံစားတာရှိတယ်အဲ့ဒါဘာဖြစ်လဲကျွန်တော်ငယ်တုန်းကတက်တီခံလိုက်မယ်အခုကျွန်တော်ကိုစိတ်နာအောင်လုပ်တဲ့လူတွေကျွန်တော်ကိုငယ်တုန်းကစော်ကားတဲ့လူတွေနော်အဲ့ဒီလူတွေဟာအမှဆိုတော့ကျွန်တော်တကယ့်ကိုခလက်စားချင်တဲ့ကောင်းတွေကိုလေအခုကဘုရားကျွန်တော်ကိုချီးမြှောက်တဲ့အခါမှာကျွန်တော်ကိုကြော်ညာမဲ့သူတွေကြီးပဲဖြစ်ကုန်တယ်ခုငယ်တုန်းကကျွန်တော်ဘာဖြစ်တယ်လဲဆိုကျွန်တော်က9 6 စစ်တမ်းအဲ့တော့စစ်တမ်းတက်ပြီးကျွန်တော်ခေတ္တမှာစစ်တမ်းဟာအစိုးရစစ်နော်အစိုးရဆောင်ဝဲစစ်တယ်ဒါကြောင့်ကျွန်တော်တို့ကတခြားကျောင်းမှာဖြီးရတယ်ခုကျောင်းမှာမဖြီးရဘူးအဲ့ဒါနဲ့အင်ကကျွန်တော်အမေကကျွန်တော်ကိုထမင်းလေးထုတ်ပေးတယ်ထမင်းထုတ်တော့ငယ်ငယ်တုန်းကလေလူကြီးကြီးအစီမပြတော့ကျွန်တော်ငယ်ငယ်တုန်းကခေတ်ဆိုရင်ကျက်လို့ကြော်လို့ဆိုကျွန်တော်လည်းမစားနိုင်ဘူးကျက်လို့ကြော်ပြည့်ချင်မစားလေကျွန်တော်စာမွေးဖြီးတဲ့အချိန်မှာပဲဖြီးပြီးတဲ့ကြော်ပြတာလေအဲ့လိုမဟုတ်ရင်ပါလေကစိုးရတင်တော့ပြီးတော့ပါလေတော့တွဲခါဘလို့ညက်ဒီတော့အဲ့လိုနဲ့ပဲဒါပေမဲ့စာမွေးဖြီးတဲ့ရဆိုတော့အမေကကျွန်တော်ကိုကျက်လို့ကြော်ပြီးတယ်အဲ့ဒါနဲ့ကျွန်တော်ကကြီးတော့ကျွန်တော်စာကျူးစားတယ်ကျွန်တော်အရာမစင်းရဖြစ်တာကိုဒါကြောင့်ကျွန်တော်စာကျူးစားမှဖြစ်နေဆိုတော့ကျွန်တော်စာကျူးစားတယ်ငါးရာနဲ့ကျွန်တော်ကြီးတော့ကျွန်တော်စစ်တာတိကျွန်တော်ပထမဒုတိယအမေကကျွန်တော်ပထမဆိုရတယ်အဲ့ဒါနဲ့ကျွန်တော်တကယ်ချင်းတရောကကျွန်တော်ကိုအရာမနာလို့လေသူကတော့တော့တတိသားပေါ့နော်သူကဒါပေမဲ့သူကစာမရဘူးသူကတတိသားဆိုတော့စာကလူမဆိုင်လို့စာမကြည့်ချင်ဘူးအဲ့ဒါနဲ့ကျွန်တော်လည်းအတူတူကြောင်းတက်တယ်ဒါပေမဲ့သူကကျွန်တော်ကိုအရာမနာလို့လေမနာလို့တော့ဘာဖြစ်လဲဆိုပထမနေ့ကျွန်တော်တို့မြန်မာစာဖြီးတယ်မြန်မာစာဖြီးတဲ့နေ့မှာကျွန်တော်တို့ကြည့်ဖြီးနိုင်တယ်ဖြီးနိုင်တော့ကျွန်တော်အချင်းပြီးထိုင်တယ်ဒါပေမဲ့အဲ့ဒီကောင်ကသူမဖြီးနိုင်ဘူးမဖြီးနိုင်တော့သူမိကိုနည်းနည်းပါးပါးကြည့်တယ်ပြီးတော့သူအပြင်ထွက်လိုက်တယ်ဒါနဲ့ကျွန်တော်ကဖြီးနေတာအချင်းပြီးဖြီးနေတာကိုသူကတိတော့မနာလို့လေကျွန်တော်ရဲ့ထမင်းထုတ်ထားတဲ့နေရာမှာသူသွားတယ်သူလည်းအဲ့မှာပေးထားတယ်လေအဲ့ကျွန်တော်ထမင်းထုတ်လေးကိုသူကဖွင့်လိုက်တယ်အမှဆိုရင်ကျွန်တော်ကကျက်လို့ကြော်မစားကြဘူးလေကျက်လို့ကြော်အရာစားချင်တာအဲ့ဒါလည်းသူဘာလို့လဲဆိုကျွန်တော်ရဲ့ကြိုက်လေးကိုဖွင့်ပြီးတော့တေးနော်အခုကစားကုနာတေးယူပြီးတော့တေးထည့်ပြီးလိုက်တယ်တေးထည့်ပြီးလိုက်ပြီးတော့သူကစားပြီးတယ်စားပြီးတော့ပါစားပြီးတယ်ဆိုရင်နေ့အမေကျက်လို့ကြော်တာစားမငါတော့ငါစားနေထည့်ပြီးလိုက်လေအဲ့ဒါလည်းကျွန်တော်စာမွေးဖီစာမွေးခန်းထဲနဲ့ကျွန်တော်ထွက်လာတယ်ထွက်ပြီးတော့ဟာဟေးကျက်လို့ကြော်စားတော့မယ်ကျက်လို့ကြော်စားတော့မယ်တို့ကလေအရာစားချင်တာအဲ့ဒါနဲ့ကျွန်တော်ကျက်လို့ကြော်စားဘူးနော်ဖွင့်လိုက်တယ်ကြည့်တော့မကြည့်အားတော့ဘူးလေကျွန်တော်အရာထင်းစားတာကိုနော်နောက်ပြီးတော့မနေ့ပြန်တင်ချဖြီမှာကိုဒါနဲ့စားလိုက်တယ်ဒါနဲ့စားတော့အာယာကျွန်တော်တွားတယ်လေအခုဒီဘက်ကကျူးသေးတယ်လေအဲ့ဒီကတွားကျူးတာလေအခုလည်းကျွန်တော်မပြင်ချင်ဘူးဗျာအခုတော့ပြင်တော့ဗျာအရင်တော့မပြင်ချင်တာဘာလို့လဲစစ်နာလုံးလို့လေသူ့ကိုခလက်စားမယ်ငါသူ့ကိုတတ်တဲ့နေ့မှာငါဒီတွားကိုငါပြက်မယ်ဆိုပြီးတော့လေကိုတွားမပါချင်တာအခုတော့စစ်ပြီးသွားပြီဆိုတော့တွားပါတော့မယ်အဲ့ဒါလေအာယာကျက်တယ်မာလီတေးရီအာယာတော့ခဲကောအဲ့ဒါနဲ့ကျွန်တော်လည်းဒီမစားနိုင်တော့ဘူးသူ့ကိုထိုးမယ်ဆိုလည်းမရဘူးသူကချင်းချင်းတော်တဲ့တုံးနေလောက်ကြီးတယ်ကျွန်တော်မနိုင်ဘူးလေဘယ်လိုမှမနိုင်ဘူးအဲ့တော့ငါကျွန်တော်ကြီးအားမရှိဘူးနော်အဲ့ဒါနဲ့ကျွန်တော်အာယာမရှိပြတယ်အမေရှိမှမပြောရဘူးအဖေရှိမှမပြောရဘူးဘာလို့ကျွန်တော်အဖေအမေတဲ့ဒါတွေပြုံးနေကျွန်တော်အဖေမှမပါပဲဟိုဘက်မှာပဲပါနေတာလေကျွန်တော်ကမရဘူးညီမလိုပဲဖြစ်မှာညီမမလို့ပဲဖြစ်မှာအဲ့လိုပဲအမေလာပြောတော့ကျွန်တော်ဒါတွေကိုကျွန်တော်အမေရှိမှမပြောရဘူးစစ်ထဲမှာပဲခံနေရတာနော်ခံရအဲ့ဒါနဲ့နောက်နေ့တင်ချဖြီးဖို့တော့မစင်စားတော့ဘူးစာမမဖြီးတော့ဘူးလို့နော်အဲ့လိုအမေရှိမှတော့မပြောဘူးလေစာမမဖြီးတော့ဘူးခါဘူးအဲ့တော့ကျွန်တော်စဉ်းစားတော့ပါလဲဆိုငါစစ်တားထဲဝင်မယ်စစ်ထဲဝင်မယ်နော်ပူတော့ပြင်မယ်နောက်ပြီးတော့တပွင့်တော့ရရင်ငါပစ္စတိုရမယ်နော်ပစ္စတိုရတယ်ကျွန်တော်အိမ်ပြန်မယ်ရွာပြန်မယ်နောက်ပြီးတော့အိမ်ရွာပြန်တာကိုလည်းဘယ်သူမှမသိစီရဘူးမျက်နှာဖုံးမယ်ချမ်းရှိကတော့ပြစ်လိုက်မယ်အဲ့ဒါပဲစစ်ထဲမှာဒါလည်းပဲပြစ်တယ်ပြီးပြီးတော့ဒါပဲပြီးကြော်ပြစင်းစားကျွန်တော်အဲ့ဒါရဖို့ကျွန်တော်စင်နာအောင်မှဖြစ်မယ်
စေနာမောင်ရင်ကတပုတ်ရတယ်မှာမဟုတ်ဘူးဆိုတော့ကျွန်တော်စာမွေးပြန်ဖြေတယ်စာမွေးပြန်ဖြေပြီးတော့အဲ့ဒါနဲ့စစ်တမ်းပြီးသွားတယ်အဲ့ဒါနဲ့စစ်တမ်းပြီးတယ်လည်းကျွန်တော်ကိုခန္ဓာပြင်းရတင်တယ်နော်ဒါနဲ့ကျွန်တော်စားတော့ဟဲ့ကိုခန္ဓာပြင်းတော့ကိုဖူးတင်လာလေကိုဖူးတင်လာအဲ့တော့ကျွန်တော်ကိုဖူးငယ်လေကိုဖူးတင်တော့လေအခုဒီမပြီးတော့ကျွန်တော်လက်နေဆိုရင်လေကြောက်တော့ပဲထူးထူးမနာနဲ့တော့ဘူးအဲ့ဒါတာမှတ်လားကြည့်နော်မနာဘူးကျွန်တော်လေဘာမှမဖြစ်ဘူးပြောချင်တာကျွန်တော်ကွန်ဖူးတက်တယ်ဘုရားပဲကျွန်တော်ဒါလည်းမနာတော့ဒါတော့ကျွန်တော်ကိုစင်ခေါ်တယ်ကျွန်တော်ပြောဟေးခင်ဗျာကောင်းလာကြောက်ခဲ့လာဘယ်ပုံမှန်လဲပြောင်းခင်ဗျာကောင်းလာကြောက်ခဲ့တဲ့ပိုင်နေငါစင်ပါထက်ဒါလည်းလိုစင်ခေါ်တက်တာလေအဲ့လိုတော့အဲ့လိုကပေါ့နော်အဲ့ဒါနဲ့ကျွန်တော်စင်ထားအောင်သွားပြီစင်ထားအောင်တာနဲ့ကျွန်တော်အမေကကျွန်တော်ကိုဖျားမှုတော့ဆောင်ဖို့ကျွန်တော်ကအမေကစင်ထားအောင်တဲ့ညမှာအမေကကျွန်တော်ခေါ်ဟေးခင်ဗျာမမွေးခင်ကလေးအစား6လအရွယ်ကလေးအစားပိုက်ထဲမှာပေါ့နော်6လအရွယ်ကလေးအစားဖျားအမှုတော်ဆောင်ဖို့ငါစက်ကလိုက်ပြီကျွန်တော်အမေကပြောတယ်အဲ့ဒါနဲ့ကျွန်တော်အမေပါအရာစစ်ဆူတယ်လေညအမေရဲ့ငါဘာသာငါကမမီးပဲနဲ့ငါအတက်တာကိုဖျားစီမှာစက်ကလိုက်ငါမလုပ်ချင်ဘူးငါအမှုတော်တာလေငါရဲ့အိမ်မထဲမှာငါစရင်ထဲမှာမပါဘူးငါဘူရောတင်တန်းဖြစ်နေဒါပဲတော့ကစိတ်ထဲမှာအဲ့လိုနဲ့ငါထွက်သွားတာအဲ့ဒီမတိုင်ခင်မှာစပုတ်ဘူရစစ်နာလာပါလဲဆိုရင်ကျွန်တော်ကငါ6တန်းလောက်မှာကျွန်တော်အဖေကတရားဟောတယ်ကျွန်တော်အဖေကတရားဟောတော့အဲ့ဒါခုထိကျွန်တော်မိနေဘူးအဲ့ဒီညဘာညက်လဲဆိုရင်တော့စနေညက်ဖြစ်တယ်စနေညက်ဆိုရင်ဟိုဘက်တောမှာဆိုရင်ကောင်လေးတွေကအပြူလေတဲ့ညက်ဖြစ်တယ်နော်အပြူတွေကတောက်ကြနေတောင်းတဲ့ဆိုတော့စနေနေ့ဆိုရင်သူတို့အိမ်ကအပြူလေကြတယ်နောက်ပြီးတော့အဖေကတရားဟောတော့နည်းနည်းကြာသွားတယ်လေအဲ့နောက်ပြီးအဲ့ဒီကောင်လေးကကျွန်တော်ကိုတဲချက်အကောင်ပဲနော်ကျွန်တော်အမေနဲ့ဆော်ကားတဲ့လူပဲဒါနဲ့သူတကယ်ချင်းနေရောက်နေကျွန်တော်အေးစီဆုံးကတရားဟောတာနားထောင်နေတာကိုကျွန်တော်ကိုလက်ကနေဆွဲထုတ်လိုက်တယ်ဖျားကြောင်းပြင်ဖက်ကိုဖျားကြောင်းကပြင်ဖက်ဆွဲထုတ်ပြီးတော့ဟိုးရောဖက်ကျွန်တော်တို့နားမှာချောင်းရှိအဲ့ချောင်းနားမှာကျွန်တော်ခေါ်ပြီးတော့လေအဲ့ဒီမခေါ်ခင်မှာဖျားကြောင်းစစ်တဲ့မှာကျွန်တော်ကိုရက်ခိုင်းတယ်နင့်အဖေတရားဟောတာကြံတော့နဲ့နော်ငါတို့မကြိုက်ဘူးနင့်အဖေတရားဟောတာကြံလို့ရှိပြီးတော့ငါ့ကိုကြားလိုက်ဖမ်းဆိုပြီးတော့တုံးချင်ရိုက်တယ်နော်အယားနာတယ်ဟဲ့ဒီဖျားလေးရိုက်တော့တော်သေးတယ်နော်ဒီဖျားလေးရိုက်တာဒီမှာလေဒီအယူလေးနော်အယူနာတယ်ဟဲ့သူတို့ကတော့ကောင်မလေးလေချင်တာပေါ့နော်ဘုရားကျောင်းစောပြီးတော့စောလေချင်တာသူတို့ကလည်းမမှားပါဘူးဘာလို့အဖေတရားဟောတာကြံတော့တဲ့ကောင်မလေးတွေအိတ်ကုန်ပါလေဒါနဲ့သူတို့စကားခေါ်လို့ရတော့မှာမဟုတ်ဘူးအဲ့ဒါလေသူကကျွန်တော်တို့တကယ်ချင်းနဲ့ခေါ်တယ်ခေါ်ပြီးတော့ဒီလိုကျွန်တော်ငိုလေဒါနဲ့ကျွန်တော်ကိုလေရိုက်ပြီးမှလေဘာလို့တူးလိုက်တယ်တူးပြီးတော့အဲ့ဒီဘတ်ထဲမှာကျွန်တော်လဲလိုက်လဲပြီးတော့ကျွန်တော်ငိုတယ်ကျွန်တော်ပြောအိမ်ပြန်တော့ဒါနဲ့ကျွန်တော်နည်းနည်းအနာပြီးမှကျွန်တော်ထားပြီးတော့အိမ်ပြန်ရောက်တယ်အဲ့တော့ဘုရားကျောင်းပြီးသွားပြီဘုရားကျောင်းပြီးတော့အဖေနဲ့အမေကမအိတ်သေးဘူးဒါနဲ့အဖေအမေကကျွန်တော်စောက်နေတယ်စောက်တော့ကျွန်တော်ကဒီမှာလေဘတ်တင်နဲ့ဆွေးနေတယ်ဒါနဲ့အမေကနင်ဘုရားကျောင်းလည်းပြီးတော့မထိုင်ဘူးနင်ကစောက်အဖေမှာစောက်မစားတာဆိုပြီးတော့လေအမေကကျွန်တော်ကိုထိုင်ရိုက်သေးတယ်မမေးဘူးဒါကြောင့်မမေးဘူးအမေကထိုင်ရိုက်သေးတယ်ကျွန်တော်ပြောမလို့လေဒါပေမဲ့ပြောရင်လည်းအမေရုံမှာမဟုတ်ဘူးပြောရင်လည်းဟူကောင်ဖက်မှာပဲအမေပါမယ်ဆိုတော့ကျွန်တော်သိတယ်လေဒါနဲ့ကျွန်တော်မပြောဘူးစိတ်ထဲမှာခံရအဲ့လိုနဲ့ကျွန်တော်ကြီးပြင်းခဲ့တယ်အဲ့လိုနဲ့ကျွန်တော်ကြီးပြင်းလာတယ်ဒါတော့ကျွန်တော်စိတ်ထဲမှာစဉ်းစားမှလည်းကျွန်တော်တကယ်ချင်းမရှိဘူးတကယ်ချင်းလည်းမရှိချင်ဘူးကျွန်တော်စားပဲအဲ့ဒီစားကျွန်တော်ကတက်ချင်လို့ကျူးစားတာမဟုတ်ဘူးဟူကောင်ကိုတက်ချင်လို့တပွရချင်လို့လေအဲ့ဒါလည်းအဲ့လိုဖြစ်လာအဲ့ဒါနဲ့ကျွန်တော်ဆရာလည်းချစ်ချင်းအောင်လေကြီးတော့ပဲချစ်ဆရာလည်းငါကောင်းနဲ့အောင်ခဲ့တယ်နော်ကုန်ထူတွေပါလေရခဲ့တယ်ကျွန်တော်ဆရာဝန်လေးနေပါလေမစစ်ကူစားဘူးအဲ့ဒါနဲ့အဖေကကျွန်တော်ကိုခဏတော့ကျောင်းဆရာလုပ်ပါဦးတဲ့အဲ့တော့အဖေကကျောင်းစာကိုပေါ့နော်သူ့ရဲ့ကျောင်းမှာပေါ့နော်အဲ့လိုအားပေးပါဦးတဲ့အမေကတော့မဟုတ်ဘူးကျန်းစာတောင်းတက်ပါအဲ့လိုဒါနဲ့ကျွန်တော်ကတော့အဖေနဲ့အမေနဲ့မပြောဘူးတနည်းကျတော့ကျွန်တော်တင်းစာမှာပါလာတဲ့ဆိုရင်ဘူလောင်းတင်ဖို့ရှုပ်လို့ခေါ်လာပြီဆက်စီနှစ်အောက်ပြရမယ်ဆရာအင်းနဲ့အောင်လို့ပြရမယ်အဲ့ဒါနဲ့ကျွန်တော်အဖေနဲ့အမေနဲ့မပြောဘူးကျွန်တော်ဒါနဲ့ချက်ချင်းရန်ကုန်မှာဆင်းတယ်ရန်ကုန်မှာဆင်းပြီးတော့ကျွန်တော်တန်လီမှာဘူလောင်းတင်တန်းတက်တယ်ဘူးလောက်တာပေါ့နော်ဒါပေမဲ့ဖျားရဲ့အလူတော်မဟုတ်တဲ့အတွက်ကြောင့်ကျွန်တော်ဘူလောင်းလေးမောင်ခဲ့ဘူးနောက်ပြီးတော့ပြစ်တာပြင်းမှုနော်အဲ့လိုနဲ့ပဲနောက်ဆုံးကျတော့အဲ့ဒီဘူလောင်းတင်တဲ့နေရာမှာကျွန်တော်တို့ကလည်းညမှာပြင်ည9နာရီဆိုတော့ပြင်မထွက်ရတော့ဘူးနော်အပြင်မထွက်ရတော့ကျွန်တော်လည်းအဲ့တော့က
အိမ်မှာဗီဒီယိုလည်းမရှိတော့အပြင်မှာဗီဒီယိုကြည့်ရတာလေအဲ့တော့ကလေးရနေရောနဲ့ကျွန်တော်မှတ်မိတဲ့ဈေးကိုကိုနဲ့လေးရနေတော့စွတ်စားမဲ့အချိန်ကအာကြားတယ်အဲ့လိုကရကျွန်တော်တို့ရတာစွတ်စားမဲ့ဘာလဲစွတ်ချီရဲလိုက်ရဲလာအဲ့လိုဖြစ်စားတဲ့အချိန်ပါလေအဲ့ဒါနဲ့အဲ့ဒီကားကိုကျွန်တော်ကြည့်ချင်တော့အဆောင်ကနေကျွန်တော်တကယ်ချင်းနဲ့ကျွန်တော်တို့ထွက်လိုက်တော့နောက်ပြီးတော့ကျွန်တော်တို့အိမ်မှာအဆောင်မှာကရီမာနော်ဒီကရီပေါ်မှာကျွန်တော်တို့ဘွေရနဲ့တော့ပြီးတော့ခေါင်းဦးကျွန်တော်တို့ဖတ်ဒီလိုအထက်မှာလူအိတ်တူပေါ့နော်ကျွန်တော်တို့ဒီလိုခြုံထားလိုက်တယ်တော့ဟိုအတားအဆောင်မိုးတွေလာစစ်ခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီပရင်းပေါ်တွေထွက်ပြီးတော့ဒီချက်စီယူကိုကြော်ပြီးတော့ကျွန်တော်တို့ဗီဒီယိုတွားကြည့်တယ်အဲ့ဒါနဲ့အဲ့ဒီဗီဒီယိုကဒုတိယကားနဲ့ပထမကားနဲ့ဒုတိယကားရှိတယ်အဲ့ဒါတော့ဒီအဆူစားရဲ့အချစ်အဲ့မှာနာမည်ကျော်လုံးတော့လေပထမပိုင်းမှာမပြတ်ပဲဒုတိယပိုင်းမှာပြတ်တော့အဲ့ဒါကျွန်တော်စောင့်ရတဲ့ဒုတိယပိုင်းကိုအဲ့ဒါအိမ်ရောက်တော့10 နာရီခွဲခိုးပြီးတော့ဝင်တယ်အဲ့ဒီကျွန်တော်ဗီဒီယိုကြည့်တဲ့အချိန်မှာအဆောင်ကလူစစ်တာပေါ့လူစစ်တော့ကျွန်တော်ကိုကြည့်လိုက်တော့ကောင်းမှုပဲကြည့်တာလေအဲ့ဒါတော့ရောစိတ်ဆူတယ်အဲ့ဒီကမရိုက်ဘူးတော့လေကျွန်တော်တို့လည်းကံကောင်းစီရတာဟဲ့မရိုက်ဘူးကံကောင်းတယ်လို့ထင်တာဘယ်ဟောပါလဲမနေ့ပြန်တည်းစားမစားခင်မှာတန်းစီခိုင်းတယ်နော်တန်းစီခိုင်းပြီးတော့ကျွန်တော်နေရာကိုတပွဲပေါ်မှာရက်ခိုင်းတယ်လိုက်ပြီးတော့ဒုတ်ဒီမင်းတို့နေဒုတ်ကြီးတဲ့လူအများရှိပါနော်အဲ့တော့ကျွန်တော်တို့60လောက်ပြည့်မယ်ထင်တယ်နားကျင်ရိုက်တယ်အဲ့ဒါလည်းကျွန်တော်နောက်ဆုံးမှပုံထားပြီးတော့ထွက်ပြေးတာပြောချင်တာနော်အဲ့လိုနဲ့ပဲကျွန်တော်စိတ်ဝေဒနာခံစားတယ်အဲ့လိုနဲ့ကျွန်တော်ကြီးပြင်းလာခဲ့တယ်လေကြီးပြင်းလာခဲ့တော့အမနောက်ဆုံးကျတော့ကျွန်တော်ဖျားအပြီးကျွန်တော်ခေါ်လာတယ်ဖျားအမှုခေါ်နောက်ဆုံးကျတော့ဖျားခေါ်တဲ့ကိုကျွန်တော်မငင်းနိုင်ဘူးနောက်ဆုံးတော့ကျန်းစာကြောင်းတော့သွားတယ်ကျန်းစာကြောင်းတော့သွားတဲ့အခါမှာလေဟိုဟာကျွန်တော် counseling ဆရာတယောက်နဲ့တွားတွေ့တယ် counseling ဆရာတယောက်နဲ့တွားတွေ့တယ်အဲ့လိုတွားတွေ့ရင်းနဲ့ဒီလိုမျိုးနော်နောက်ဆုံးကျတော့ကျွန်တော်ကစိတ်ထဲမှာအတုံးကြီးနော်အဲ့ဒါဒီတော့ကြီးခဲလို့နော်အတုံးကြီးကျွန်တော်နှစ်ပေါင်း20ကျော်ကျွန်တော်ရဲ့ကျွန်တော်ရဲ့အထဲမှာနော်ကျွန်တော်အမေနဲ့ဆောင်လာတဲ့အိမ်ကြောက်ခဲကြီးကြောက်တုံးကြီးอ่ะရှုပ်တောင်းချင်တာပြီးဝိညာဉ်တော်ဘုရားရဲ့မဆာချင်းတော်အဲ့ဒီမှာကွဲသွားတယ်ကွဲသွားတဲ့ပေါ်လာမပြီးနဲ့အဲ့ဒါကျွန်တော်အမေနဲ့ပြောတဲ့ဒုတိယကျွန်တော်ကဲတင်ချင်းရချင်းလို့ကျွန်တော်ပြောတာအမှတော့ကဲတင်ချင်းကျွန်တော်ရပြီးပြီဒါပေမဲ့အဲ့လိုခါဒါပေမဲ့ဒီအဲ့ဒီကောင်ကိုကျွန်တော်နော်ခါလက်စားဖို့အမျိုးမျိုးကျွန်တော်စဉ်းစားခဲ့တာလေနော်တနေ့နဲ့ပြဖို့တဲ့မျိုးမျိုးကိစ္စအကုန်လုံးပြောက်သွားတယ်အကုန်လုံးပြောက်တော့ကျွန်တော်နောက်ဆုံးကြတော့ကျွန်တော်ဘူးရဲတွေပါလေနောက်ရောက်တဲ့အခါမှာသူကကျွန်တော်တို့ရွာမှာအဲ့ကလေးမျိုးပါဆိုနေကျွန်တော်အကြောင်းကိုသူကပဲတက်တီခါနာလေကျွန်တော်အကြောင်းကိုသူများစီမှာဟာသူကတော့တော်တော်ကြီးတော့ခံစားတယ်သူကဒီလိုဖြစ်တယ်ကျွန်တော်ကိုကြော်ရဖို့ရအတွက်အကောင်းဆုံးလို့ဒီတော့ဖြစ်လာတယ်နော်ဘုရားကိုသုံးပြုလာတယ်နော်ဒါကြောင့်ကျွန်တော်တက်တီခါရင်းနဲ့ကြော်ပုံအားပေးချင်တာအဲ့လိုနော်အခုခင်ဗျားတို့ကိုနော်စော်ကားတဲ့လူခင်ဗျားတို့ဘာမှမတတ်လို့ဆိုပြီးတော့ပြောရလို့ကဘာမှကလေးမစားချင်ပါနဲ့ဖျားအလိုတော်ရှိရင်လေဖျားသူတို့ကိုခင်ဗျားကိုချီမဖို့ရအတွက်ခင်ဗျားကိုကောင်းချီးပေးဖို့ရအတွက်သူတို့ကိုဖျားအသုံးပြုနိုင်တယ်နော်ဖျားသုံးပြုနိုင်တယ်ဒါကြောင့်ဒီလိုအကြီးနောက်ဆုံးကျတော့ဖျားကဟေးသူ့ကိုခေါ်ပါသူ့ကိုခိုင်းလိုက်တယ်ဒါကြောင့်အခုဒီလိုကဘာပြောလဲခရစ်တော်ယေရှုဖျားခေါ်လာကိုကြားလာတယ်သူကအရင်တော့သူဝတ်တဲ့ဝတ်လုံကြီးကချွတ်လိုက်တယ်အမှဆိုအဲ့ဒီဝတ်လုံကြီးလေသူ့အတွက်တရုံးစားလို့ဖို့ရအတွက်လိုက်ရှင်လို့ပဲအဲ့ဒီတုန်းကလေသူတို့တရုံးစားရှော့လို့မရဘူးနော်လိုက်ရှင်ရှိရတယ်အဲ့အင်းကြီးအနေကြီးမဝတ်ပဲတဲ့သူလည်းပိတ်ဆံလမ်းပြီးမှပိတ်ဆံတောင်းလို့မရဘူးနော်အခုကိလို့မဟုတ်ဘူးအခုကိတော့ငါမျိုးပွဲတိုင်းမှာဒီလိုလုပ်နေတယ်နော်အရင်တော့အဲ့လိုမဟုတ်ဘူးနော်သူတို့နိုင်ငံမှာတော့မရဘူးမျက်စိကနေတော့အစိုးရအတိအမှပြုသူအင်ကြီးပြရတယ်နော်လူကနေကြီးတရောင်းဆိုင်ကြီးပြရတယ်အဲ့ဒါမှပဲသူတို့တရောင်းစားလို့ရတယ်သူများပိတ်ဆံတောင်းလို့ရတယ်ဒါပေမဲ့သူကခရစ်တော်ယေရှုဖျားကိုခေါ်ပြီးငါခရစ်တော်ယေရှုဖျားစီမှာတွားရင်ခရစ်တော်ယေရှုဖျားကိုကျမ်းမာချင်းပြီးမယ်ဆိုတာသူပါတရားမှတရားရုံတဲ့အတွက်ကြောင့်ဟေးခင်ဗျားကိုခရစ်တော်ယေရှုဖျားခေါ်ပြီးဆိုပြီးတော့အဲ့ဒီလူတွေကပြောင်းလာတဲ့သူဘာလို့တလဲဆိုကျမ်းစာမှာသူရဲ့ဝတ်လုံကြီးကိုချုပ်ပြီးတော့ထွက်လိုက်တယ်ဆူလိုတာဟဲ့ငါခရစ်တော်ယေရှုဖျားနဲ့တွေ့ပြီခရစ်တော်ယေရှုဖျားကကိုခေါ်ပြီငါဒီအင်ကြီးကိုဘယ်တော့မှလူတော့မှမဟုတ်ဘူးဆိုပြီးတော့ဟ
လွတ်လိုက်တာဖြစ်တယ်ငါတို့ဆိုလွတ်ရမှာမဟုတ်ဘူးဟေးငါကျင်းမှာချင်းမရခဲ့တယ်စစ်တော်တော့ငါဒီအိမ်ကြီးကိုပြန်လို့အောင်မှာဆိုတော့ပွတ်ထားစီမှာပွတ်ထားပါနော်ကျွန်တော်တကယ်ချင်းတယောက်ရှိတယ်လေတော့ငါတော့ဒီရှိနာမအဖြစ်ငါဒီနေ့ကစပ်ပြီးတော့ခိုင်နေမှာမဟုတ်ဘူးတဲ့ဒါနဲ့ဆူတောင်းပြီးတယ်ဒါနဲ့ခိုင်နေကိုနော်သူတို့ခိုင်နေကိုလွတ်ပြလိုက်တယ်လွတ်ပြီးတော့ဖောင်းဆိုလွတ်ပြလိုက်တယ်လွတ်ပြီးတော့သူကစစ်တယ်မှာငါမနေ့ပြန်ကျဲဆုံစားတော့စစ်ချင်းမခံနိုင်ခဲ့နေစစ်တော့အထူးသဖြင့်ဝတ်သားတွေပါလေစားတဲ့ပြီးပါပေါ့နော်ခိုင်နေရမှုချင်းတာကိုအဲ့ဒီချိန်မှာနော်ငါအယားမှုချင်းခဲ့နေစစ်တော့မဖြတ်နိုင်ဒီမဖြတ်နိုင်ခဲ့နေစစ်တော့ဆိုပြီးတော့သူတို့ထားလို့ရပါမယ်ကောင်းလေးမှတ်ထားတယ်ဩဘုရားလေးပါလက်ထားတယ်အဲ့ဆုံစားတော့စစ်ချင်းနေတာနဲ့မနေ့ပြန်ကျဲရောမနေ့ပြန်ဝတ်သားစားရောဝတ်သားစားပြီးတယ်လေတော့ဆုံစားတော့စစ်ချင်းခံတော့တာလေနော်ခံရရလုံးချင်တော့တာအေးချိန်မှာဘယ်သူမှမရှိသူယောက်ျားလည်းမရှိဘူးပါစတာလည်းမရှိတော့သူလွတ်ပစ်တာတဲ့ခိုင်နေရကတော့ကောက်ရတယ်နော်လွတ်တဲ့ဒီလာမမှန်ဘူးလွတ်တဲ့ဒီလာမမှန်ဘူးဒါနဲ့ဒီလိုကြတော့အဲ့လိုမဟုတ်ဘူးငါမဟုတ်ရဘူးဒီဝတ်လုံးနေကြီးဒီအင်းရီအနီကြီးကငါဘယ်တော့မှဝတ်ဆာလူတော့မှာမဟုတ်ဘူးငါကြက်မှချင်းရတော့မယ်ဘာဖြစ်လို့လဲဆိုတော့ခရစ်တော်ယေရှုဘုရားကခေါ်ပြီးငါကုသနာပြီခရစ်တော်ယေရှုဘုရားမတွေ့ခင်ခရစ်တော်ယေရှုဘုရားစီမမရောက်ခင်ခရစ်တော်ယေရှုဘုရားဆုမတောင်းခင်သူကလော့ပလိုက်တာလော့ပခရစ်တော်ယေရှုဘုရားစီမတွားပြီးတယ်အဲ့ဒါနဲ့ခရစ်တော်ယေရှုဘုရားထုတ်ကူပြီးတယ်အရာအော်တယ်ခရစ်တော်ယေရှုဘုရားဟာခရစ်တော်ယေရှုဘုရားစီမလာတာအဲ့ဒါခရစ်တော်ယေရှုဘုရားမိနာတယ်ဟေးတင်ကြမ်းမှချင်းကြောင့်တင်ယုံကြည်ချင်းကြောင့်တင်ကြမ်းမှချင်းရပြီခရစ်တော်ယေရှုဘုရားလက်တင်ပြီးတော့ဆုမတောင်းပြီးဘူးခရစ်တော်ယေရှုဘုရားဘလို့မလုပ်ပြီးဘူးသူ့ယုံကြည်ချင်းကြောင့်သူကြမ်းမှချင်းရတာဖြစ်တယ်နော်ဒါကြောင့်ကျွန်တော်တို့ခရစ်တော်ယေရှုဘုရားလိုချင်တဲ့ယုံကြည်ချင်းကခမည်းရဲ့ယုံကြည်ချင်းဖြစ်တယ်ခမည်းရဲ့မိဘရဲ့ယုံကြည်ခြင်းမဟုတ်ဘူးခမည်းရဲ့တာသမီတွေယုံကြည်ခြင်းမဟုတ်ဘူးခမည်းရဲ့ယောက်ျားမင်းမယုံကြည်ခြင်းမဟုတ်ခမည်းရဲ့ယုံကြည်ခြင်းကိုတိုင်ယုံမဘုရားဘုံတော့ကိုတက်တာမှသင်ချမှာဖြစ်တယ်နော်ကိုတိုင်ယုံမဒါနဲ့ဒီလိုကဘာဖြစ်တာလဲနောက်ဆုံးကျတော့ခရစ်တော်ယေရှုဘုရားရှိမှာကိုတော်သူလည်းတောင်းဟုတ်လာလေခရစ်တော်ဘာနောက်လိုက်မယ်ကျွန်တော်ခရစ်တော်ယေရှုဘုရားကိုယုံကြည်ပြီးတော့ကယ်တင်ခြင်းရပြီးတဲ့နောက်ပိုင်းကယ်တင်ခြင်းရတာနဲ့ဒီလိုတက်တီခံချင်တာနောက်ပြီးတော့ကော့စပယ်သွားချင်တာအဲ့ဒါတော့ပုံမှန်ပဲနော်ပုံမှန်ပဲလူတွေကကျွန်တော်ဆိုခရစ်တော်ယေရှုဘုရားရဲ့ချစ်ချင်းမြတ်တာစားတဲ့တနည်းတော့မှဆိုအာကျွန်တော်ညာလည်းချမ်းသာဖတ်လိုက်တယ်ကြလိုက်တယ်ကိစ္စစိတ်အရန်ထက်တန်တာမို့တော့အဲ့လိုကစိတ်အရန်ထက်တန်တယ်စိတ်ထက်တန်ကြတယ်မှန်တယ်အဲ့ဒါဒါပေမဲ့ဒီမှာခရစ်တော်ယေရှုဘုရားအဲ့ဒီထက်တန်နေတဲ့အချိန်မှာပထမနတ်ဆူဆွဲတဲ့လူကတော့နောက်လိုက်ခွင့်မပြုဘူးအိမ်မှာလွတ်လိုက်တယ်ဒါပေမဲ့ဒီလူကြတော့ဟေးဟုတ်ပြီခရစ်တော်ဘုရားကျွန်တော်ကိုယ်လည်းကျမ်းမာခြင်းခန္ဓာကိုယ်လည်းကျမ်းမာခြင်းရပြီဝိညာဉ်လည်းကျမ်းမာခြင်းရပြီစိတ်လည်းကောင်းသွားပြီကျမ်းမာခြင်းရပြီကိုတော့နောက်ကိုလိုက်မယ်ခရစ်တော်ရှိပါလိုက်ခဲ့ပါဆိုပြီးတော့သူခရစ်တော်နောက်ကိုလိုက်သွားတယ်ဘာကွာသွားတယ်ဒီနေ့ရောက်နော်သူကတော့တခါတည်းနဲ့စမာရီယာကိုသွားတာပေါ့စမာရီယာကိုသွားပြီးတော့တာနာပြုတ်သွားတယ်ဒီမှာသူ့အဖေကသူ့ကိုဘာဒီမဲဆိုပြီးတော့နာမည်မြဲတယ်သူ့အမေကသူ့အဖေနာမည်ဒီမဲသူ့ရဲ့ last name သူ့သားကိုဒါလည်းပြလိုက်တာပေါ့နော်ပြောချင်တာသူကသူ့အဖေအမေသူ့မိသားစုတွေကခရစ်တော်ယေရှုကိုယုံကြည်လက်ခံပေးတာဖြစ်တယ်နောက်ပြီးတော့ဒီလိုခရစ်တော်ဘုရားအကြောင်းတခါမှမသိဘူးလို့မပြောနဲ့ခုအချင်းစာမှာခရစ်တော်ယေရှုဘုရားစီမှာသူဘာပြောလဲဒါဝိရဲ့သားတော်တဲ့နော်ဒါဝိရဲ့သားတော်ကျွန်တော်ကိုတနာတော်မူပါဟုတ်ပြီဒီမှာသူခရစ်တော်ယေရှုဘုရားဒါဝိရဲ့သားတော်မှန်းတော်တည်တယ်ဆိုလိုတာသူ့အိမ်ကသူ့အဖေအမြတ်ကောင်းကောင်းပြောထားတယ်ဆိုတာတိကျတယ်သူဘုရားကျောင်းမှာရောက်ဘူးလေဆိုတာတိကျတယ်နော်ဒါကြောင့်သူကတော့သူ့ယေရုရှလင်မှာဒီကောင်းသွားပြီပေါ့သူ့ယေရုရှလင်မှာသူ့ယေရုရှလင်မှာသူ့ရဲ့အတင်းတော်မှာသူ့ရဲ့မိသားစုမှာဘုရားချစ်ချင်းမေတ္တာသူတို့လက်ခံပြီးပြီပေါ့နော်အဲ့ဒါဆိုခရစ်တော်ယေရှုဟုတ်ကဲ့ဒါဆိုခင်ဗျာနောက်လိုက်တော့ငါ့ကိုနောက်လိုက်ပါဒီလိုခရစ်တော်ယေရှုဘုရားနောက်လိုက်လို့ဖြစ်တယ်ဒါကြောင့်ကျွန်တော်အခုမနေ့ကလည်းအများကြီးပြောပြီးပြီအဲ့ဒီတာသနာယေရုရှလင်တာသနာလည်းအရေးကြီးတယ်စမာရိတာသနာလည်းအရေးကြီးတယ်နှစ်ခုစလုံးအရေးကြီးတယ်နော်ဒါပေမဲ့ကျွန်တော်ကဒီယေရုရှလင်တာသနာအကြောင်းများများပြောခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့ဒီခိတ်လူတွေက
နော်အထူးသဖြင့်မြန်မာပြလာတဲ့လူတွေကကျွန်တော်တို့ယေရုရှလင်တာသနာကိုမလုပ်ဘဲနဲ့စမာရိယတာသနာပဲလုပ်နေကြတယ်ကျွန်တော်တို့ကတော့အဝေးကြီးမှာတာသနာလုပ်နေကြတယ်ဒါပေမဲ့ကျွန်တော်တို့အိမ်မှာကျွန်တော်တို့အတင်းတော်မှာကျွန်တော်တို့ခလေးတွေကျွန်တော်တို့လူငယ်တွေပြတ်နေတယ်လူငယ်တွေပြတ်နေတယ်အဲ့ဒါကြောင့်နှစ်ခုစလုံးအရေးကြီးတယ်ကျွန်တော်တို့ကအင်ကိုပြန်တဲ့ဖို့အရေးကြီးတယ်ကျွန်တော်ယေရုရှလင်ကိုပြန်သွားဖို့အရေးကြီးတယ်နော်ဘာဖြစ်လို့လဲစစ်စစ်ချင်းအောင်ကျွန်တော်မိသားစုတိုင်းမှာဖခင်ကဒေးဗစ်ပါတမင်းရောက်နေတာတယောက်ဖခင်စုကြီးကိုလက်ဆောင်ပေးတယ်ဖခင်တာဝန်ပေးတာဒီတမင်းရောက်နေတာတယောက်ကယ်တင်ချင်းရဖို့လေဖခင်ခင်ဗျားမှာတာဝန်ပေးတယ်တနည်းနည်းကျရင်ဖခင်ခင်ဗျာဒေးဗစ်ပါကောင်းတဲ့ငါကြောင့်ဒေးဗစ်ပါဟေးခမည်းတော်ကတမင်းတစ်ယောက်နဲ့ဓာတ်တစ်ယောက်နဲ့ဆောင်ပြထားတာခမည်းတဲ့ထဲမှာလွှဲထားတာအခုတမင်းတစ်ယောက်နဲ့ဓာတ်တစ်ယောက်ပဲပါလာတယ်ခမည်းတမင်းတစ်ယောက်အရောပဲပါလေဒီမှာခမည်းတမင်းတစ်ယောက်ပဲယူလာတယ်တာမပါလာဘူးတာရောပဲပါလေဆိုပြီးတော့ခမည်းဘုရားမေုံကဒါကြောင့်မိပါလေဘုရားတာသမီးတွေကိုလက်ဆောင်ပေးတာမှန်တယ်အဲ့ဒါတကယ်ကြီးမားတဲ့လက်ဆောင်ပဲဒါမျိုးဘုရားလက်ဆောင်ပေးတဲ့အခါမှာဒီမှာဝတ်တရားဆိုတော့လည်းဘုရားပေးတယ်တာဝန်လေအဲ့ဒီတာဝန်လားသူတို့ကိုထမင်းကျွေးဖို့မဟုတ်ဘူးထမင်းကျွေးဖို့လို့မဟုတ်ဘူးနော်ဘာလို့ဖို့လဲသူရဲ့စိတ်ဝိညာဉ်ခန္ဓာကိုကျမ်းမာဖို့အထူးသဖြင့်ဝိညာဉ်ကျမ်းမာဖို့ဘုရားသူရဲ့ကျမ်းမာအထာလာပေးတယ်သူရဲ့အထာလာပေးတယ်ဒါကြောင့်ဒီနေ့အားလုံးကျွန်တော်နတ်ဆူဆွဲတဲ့လူကသူမတော်လွန်းလို့မဟုတ်ပါဘူးအမှဆိုရင်သူကအရင်ကစိတ်မမှန်တဲ့ကောင်ပဲလေအရင်တော့မှတင်းငယ်ကုန်းမှာပဲအချင်းပြတဲ့ကောင်ပဲလေဒါပေမဲ့ဘုရားအသုံးပြုလာတယ်ဘုရားအသုံးပြုလာတော့လူလီထောဘုရားတော့တော်လိုက်တယ်အဲ့ဒါသူတော်လို့မဟုတ်ဘူးသူတော်လို့မဟုတ်ဘူးငါတို့ကတော်လို့လည်းမဟုတ်ပါဘူးနော်တတ်လို့လည်းမဟုတ်ပါဘူးဘုရားရွေးလိုက်တယ်အတင်းတော်လူကြီးတွေခင်ဗျားတို့တော်လို့ဘုရားရွေးတာမဟုတ်ပါဘူးကျွန်တော်ကအစတော်လို့ဘုရားကြီးတာမဟုတ်ဘူးကျွန်တော်တခါလေဘုရားစီမှာချုပ်တော်လေဘုရားအမှဆိုရင်ကျွန်တော်ကအင်္ဂလိပ်ဘုရားကျောင်းနေမှာတရားဟုတ်ဘူးဘုရားစီမှာစက်ကထားတာယူရိုပဒီမှာပြတရားဟုတ်ဘူးစက်ကထားတာဒါပေမဲ့ကျွန်တော်ကဒီလောက်မြန်မာစကားနဲ့နေတော့ဇီလေးနဲ့ပြောတဲ့ဆရာအများကြီးရှိပြီပဲဘုရားကျွန်တော်ကိုမြန်မာလိုပြောဖို့အတင်းတော်မှာပို့လိုက်တဲ့အခါမှာဘုရားအော်ကိုရောဘာလို့ကျွန်တော်ကိုအတုံးပြတာလဲမနေ့ကလူဆက်နေတော့စနေစကူအတွက်တော့စက်ကတာတွေ့တဲ့အခါမှာအဲ့ဒါကျွန်တော်ရဲ့အရင်နာမဟုတ်ဘူးနော်ကျွန်တော်စကေလို့မတားရပါဘူးဒါပေမဲ့စက်ကတာမြင်တဲ့အခါမှာကျွန်တော်ဘုရားရှင်ဘုရားကျွန်တော်ကကိုရောတည်တဲ့အတိုင်းပဲအမှန်ဆိုရင်ကျွန်တော်ပြောတာတော့ကျွန်တော်စဉ်းစားလာကျွန်တော်တော့အာရပါရဟောတယ်နော်ကျွန်တော်ဟောတာများသူတို့တကယ်နားမှာနားလည်မလားဆိုတော့တကားလေးအဲ့လိုဒီဒါပေမဲ့ဘုရားကျွန်တော်တခါမှမစဉ်းစားဘူးတဲ့နော်ဒီလိုဗမာလိုပြောရမယ့်အတင်းတော်လေးမှာဘုရားကျွန်တော်ကိုပို့ဆောင်တဲ့အခါမှာကိုရောဘုရားဘာလို့ရှိလို့လဲကိုရောဘုရားကျွန်တော်ဘာဟုတ်လို့လဲအမှဆိုကျွန်တော်ကစေတောင်းလေးအစားဘုရားကျွန်တော်ခေါ်ပြီးပြီကျွန်တော်တက်ကတူဒုတိယနှစ်တက်တဲ့အချိန်မှာပဲကျွန်တော်ဘုရားရဲ့ခေါ်တာကိုကျွန်တော်လက်ခံခဲ့တယ်ဘုရားရဲ့ခေါ်တာကိုတော့ကျွန်တော်၃ချိန်ထိကျွန်တော်မြင်တယ်ခဲ့တယ်ဘုရားကိုဒါပေမဲ့ဘုရားကျွန်တော်ကိုဒီနေ့ခေါ်လာတဲ့အခါမှာကိုရောဘုရားကျွန်တော်ကိုဘာပြုလို့လဲတခြားလူတွေကကိုတော့မခေါ်ဘဲနဲ့ခုကိုစက်ကတဲ့တော့အများကြီးရှိတာပဲအမှကျွန်တော်အစက်ကနေတဲ့လို့ပါစားအများကြီးရှိတာပဲကိုလို့ရှိရင်မြန်မာလူကြီးတွေလည်းပြောနိုင်တယ်နောက်ပြီးတော့စက်ကလို့လည်းများရှိတာပဲကိုတော့ဘာလို့ကျွန်တော်ကိုဒီကိုလိုပြန်မှာပို့ဆောင်တာလဲကျွန်တော်များကိုလို့စီမှာလေးကိုလို့အဲ့လိုပဲဒီမှာမြေတမားလည်းခုနပြည့်နေတယ်တကယ်တော်လို့ဘုရားပြုလို့တော့ဘုရားပြုလို့ဘုရားစီမှာကိုတော့မြေတမားလည်းအများကြီးရှိတာပဲဘာလို့ကျွန်တော်ကိုဒီအတင်းတော်မှာနော် music artist တို့ကိုပူပေါ်ဖို့ music artist တို့ကိုဘုရားတော်ကိုထိရှောက်ကျွန်တော်ကိုပါပြောခေါ်လာတယ်ချမစ်ကိုရှာရှာမာရီခင်ဗျားတဲ့ illustrator တွေလည်းအများကြီးရှိတာပဲခင်ဗျားတဲ့ပညာရေးချင်းတက်တွေလည်းအများကြီးရှိတာပဲဒါတွေကိုဘုရားအသုံးမပြုပဲလေခင်ဗျားကိုဘုရားခေါ်လိုက်တယ်နော်ဒီကလေးတွေစီမှာဘုရားရဲ့ကောင်းမြတ်ခြင်းပြောဖို့ကလေးတွေစီမှာနော်ဘုရားကိုတက်တည်ထားမှုဘုရားခေါ်လိုက်ခင်ဗျားတော်လို့မဟုတ်ဘူးခင်ဗျားတက်နေလို့မဟုတ်ဘူးအမျိုးသမီးတွေလည်းဒီလိုပဲခင်ဗျားတက်နေလို့မဟုတ်ဘူးဒါကြောင့်ကျွန်တော်ဘုရားစီမှာအားလုံးမတည့်ပြီးချင်းမွန်ကြရအောင်အခုတော့ကိုလိုပါပြီးလို့ကျွန်တော်ကိုအတုံးပြထားတယ်ကျွန်တော်ဘာဖြစ်လို့ကိုလိုအတုံးပြတာလဲအရင်တော့ကျွန်တော်တက်တက်မှထိုင်ရလူပဲ
အရင်တော့ကျွန်တော်အင်ကြီးတော့မဝတ်တဲ့လူတွေပဲအရင်တော့ကျွန်တော်ဘာဖြစ်လာလဲနော်ကုတော့နော်ဒါနဲ့ကုတော့မျက်စိနဲ့လူတွေပဲဒါပေမဲ့ဘုရားအခုဒီအတင်းတော်ဥဆောင်ဖို့ရအတွက်ခင်ဗျားကိုတုံးတာတယ်ခင်ဗျားကိုတုံးတာတယ်အထူးသဖြင့်အတင်းတော်လူကြီးတွေခင်ဗျားတို့တတ်လို့မဟုတ်ဘူးခင်ဗျားတို့တော်လို့မဟုတ်ဘူးဘုရားဒါကြောင့်ကျွန်တော်ကိုဘာလို့အသုံးပြုချင်တာလဲကျွန်တော်မဆုလင်းနန်းကိုတည်ရတဲ့ကိုဘာလို့ခေါ်ရလဲကိုရောစင်ဖတ်ပြရတဲ့ကိစ္စခင်ဗျားဆုလင်းလို့ခေါ်တာမဟုတ်ဘူးခင်ဗျားကိုတောင်းချင်လို့ခေါ်တာဖြစ်တယ်အဲ့ဒါကြောင့်အဲ့ဒါကိုဘုရားတကယ်ကြီးယူတော်လို့ခေါ်တယ် That is called God's grace That is called God's grace ဘုရားကြီးလို့ဆိုတာဒါပဲလေဘုရားကြီးလို့ဆိုတာပါဒါပဲအရင်ကတင်တဲ့ကောင်မှထိုင်တဲ့လူတွေအရင်ကအင်ကြီးတော့မဝတ်တဲ့လူတွေအခုတင်းတော်လူကြီးတွေဖြစ်ကုန်လာပြီအခုစနေကရှာရှာဖြစ်ကုန်လာပြီအခုဒီမှာဖြစ်ကုန်လာပြီဒါပါပြီလို့လေကျွန်တော်ပြစ်စုံမပါဘူးကျွန်တော်ပြည့်ရရှိလို့လည်းမဟုတ်ဘူးဘုရားရဲ့ကြီးလို့ကြောက်တယ်